ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် KS3 channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေပြီးတော့ဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးနာပဲဖြစ်ပါတယ်ဒီနေ့မှာပရိသတ်တွေအတွက်ရွေးချယ်ပေးထားတဲ့ဇာတ်လမ်းကောင်းလေးကစာရေးသူခေတ်လူငယ်ရေးသားထားတဲ့ခက်ထန်နွန်သောမာနာဆိုတဲ့ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာပါဇာတ်လမ်းလေးစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးနေဘေးနောက်က notification ခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ကဲဒါဆိုရင်တော့စတန်လေးစကြရအောင်နော်အေးဆက်ဆက်လေးပြင်းတို့လေးတွေဒေါသထွက်နေတဲ့နေနိုင်သူလောင်ရည်နေသလိုပင်သူရဲ့မျက်နှာမှာလည်းခက်ထန်နေတဲ့ဒေါသတွေကအပြည့်သူရဲ့ဘဝမှာတော့ဘယ်တော့မှမရှုံးခဲ့ဘူးဒါပေမဲ့ဒီနေ့တော့သူရှုံးခဲ့ပြီသူရဲ့အရှုံးဟာတခြားသူတွေကိုတော့အမုန်းဖြစ်စေခဲ့တယ်ဒါလုံးဝမဖြစ်သင့်ဘူးငါသူ့ကိုရှုံးတာမမီသိရင်ငါ့ကိုတတ်မှာနေနိုင်သူတယောက်ပန်းအိုးတွေရိုက်ခွဲပြီးတော့ဒေါသတွေထွက်နေရင်အဲ့ဒီချိန်ဆရာမမီးဆရာနေဖုန်းလာပါတယ်နေနိုင်ဖုန်းခိုင်လိုက်တယ်ဟယ်လိုမမီနေနိုင်တာပရိုဂျက်အတွက်ဘာရီမြန်စီစဉ်ပြီးပြီလေမမီကိုပြောပါဦးတာစီစဉ်နေပါတယ်မမီရဲ့မြေဆွေးကတ်တင်မတက်ခင်မှာမင်္ဂလာတုံဘက်မှာတာမြေဝယ်ထားပြီးသားပါပရိုဂျက်အတွက်ကိုလည်းလိုအပ်တာတွေကိုမောင်စိုးနဲ့တိုင်ပင်ပြီးတော့လှုပ်ဆောင်မှာပါမမီကောင်းတယ်တာမမီသားမမီလိုပဲတော့ရမယ်ဘယ်သူမှတာကျူးဆိုင်နေစရာမလိုတာနာမှာမမီမရှိပေမယ့်အဝေးကနေတာကိုမမီလိုအပ်တာကုံလုံးပံ့ပိုးပေးမှာပါဟုတ်ကဲ့ပါမမီဖုန်းလေးပိတ်ပြီးတော့နေနိုင်တယောက်မောင်စိုးကိုကြည့်လိုက်တယ်မောင်စိုးမြောက်ဥက္ကလာမျိုးဟိုလူကြီးရသွားတဲ့အကြောင်းမမီမသိစေနဲ့ကြားလားဟုတ်ကဲ့ပါဆရာကဲသွားတော့လုံးဆရာရှောက်သွားလို့ငါလူမပဲခေါ်လိုက်မယ်ဟုတ်ကဲ့ဆရာမောင်စိုးလေးဆရာနားထွက်လာခဲ့တယ်ဟိုလူကြီးခမကျုပ်ကိုအနိုင်ရလို့ပြောမနေပါနဲ့မကြခင်ခမကိုငိုရအောင်လို့ကျုပ်လုပ်ပြမယ်နေနိုင်တယောက်ဒေါသအဖြစ်နဲ့ကျုံဝနေရော်ဆရာကျွန်တော်တို့အမားလုပ်မိပြီဘာလို့လဲကိုတောင်ကျွန်တော်ပြောပါဦးမြောက်ဥက္ကလာမြေတွေကိုနေနိုင်ကလိုချင်နေရဲ့ဆရာအနိုင်ရသွားခဲ့တော့သူတော်တော်လေးကမှဒေါသထွက်နေဆရာဟင်ဟုတ်လားဒီကိစ္စငါမသိပါလားခြာတိန်လေးငါ့ကိုဒေါသထွက်နေမှာပဲငါသိရင်တော့အဲ့ဒီမျိုးမွဲပါဘူးဆရာသာသူ့ကိုစိတ်ပူပေးနေတာ तू ကဆရာကိုလေရန်သူလိုမျိုးသဘောထားနေရအောင်အေးလေသူ့ဘက်ကငါ့ကိုရန်သူလိုသဘောထားတာမှန်ပါတယ်လေငါရန်သူထက်ကိုမှစိုးခဲ့တာ哦ကဲပါကိုတောင်လှုပ်ရှားရှိအောင်သွားလုပ်ပါဟုတ်ကဲ့ဆရာခြာတိန်လေးမင်းကိုဦးအနိုင်ကျစ်တယ်လို့ဖြစ်သွားပြီဦးတောင်းပန်ပါခြာတိန်လေးရဲ့မောင်ဆိုငါပြင်သွားလိုက်မယ်ကုမ္ပဏီမှာမင်းနေခဲ့လိုက်ပါဟုတ်ကဲ့ဆရာနေနိုင်တယောက်ကာလီနဲ့ထွက်လာခဲ့တယ်လမ်းအချိုးတနေရာမှာတိုက်ဆိုင်စွာနဲ့ဥခုံမိုင်းနဲ့စုံနေတယ်ခြားတိတ်လေးဦးမင်းကိုတောင်းပန်ပါတယ်ညီကိစ္စဦးတကယ်မသိခဲ့ပါဘူးတော်ဆက်မှာကျုပ်ကိုဘာမှလာပြောမနေနဲ့မကြားချင်ဘူးခမရဲ့ရရစာတွေကကုံဆုံးအောင်လို့နေနိုင်သူကလုံမှာစိတ်ချခြားတိတ်လေးဦးတကယ်မသိတာပါကျုပ်ချိန်တွေကိုလာဖြုံးနေနဲ့ဖဲဆက်မှာနေနိုင်တယောက်ဥခုံမိုင်းကိုတွန်းပြီးတော့ကားလေးနဲ့ထွက်သွားခဲ့တယ်။ခြားတိတ်လေဦးမင်းကိုတကယ်တောင်းပန်ပါတယ်ကွာ။ဥခုံမိုင်းတယောက်နေနိုင်သူရဲ့အမုန်းတွေကိုခါစီခံရင်းနဲ့ကျင်းနေနေမိရော်တယ်။တာနေနိုင်ဘာတွေလုပ်နေရလဲတာ။အော်လေးလေးပါလား။တာအလုပ်တွေမပြီးသေးလို့လက်စာတက်နေရပါ။အလုပ်တွေရောအဆင်ပြေလားတာ။ပြေးပါရဲ့လေးလေး။တာကိုလေးလေးပြောစရာရှိရဲ့။ဟုတ်ကဲ့ပြောပါလေးလေး။တာနဲ့ခွန်ပြဿနာတက်ကြသေးလားလီလီကဘလို့သိရလဲမောင်စိုးပြောလားမဟုတ်ပါဘူးလီလီဒီလိုပဲမေးကြည့်တာပါတာကိုကြည့်ရတာဒေါသတွေထွက်နေသလိုပဲလေတာဒေါသထွက်တယ်ဆိုရင်လေခွန်ကြောင်များတယ်လေအဲ့ဒါကြောင့်ပါအဲ့ဒီလူကြီးကညစ်တယ်လီလီတာလို့ချင်းနဲ့မြေကိုလေဈေးအစမတန်ပေးပြီးတော့ဝဲလိုက်တယ်တာကိုကြောတာပဲတာလေခွန်တော်တော်မုန်းနေရပဲခွန်ကတာကိုမညစ်တော့ပါဘူးသူမသိလို့နေမှာပါလီလီတားလီလီတူအရင်ပါနော်တားကိုဘာလို့အကောင်းမမြင်တာလဲဟိုလူကြီးကိုပဲအကောင်းမြင်နေခွန်ကလီလီရဲ့တငယ်ချင်းလေတော်ပါတော့လီလီတားဟိုလူကြီးအကြောင်းမကြားချင်ဘူးတားတယောက်တည်းနေပြစေအေးပါတားလေးရဲ့လီလီသွားပြီနော်လီလီသွားမှနေနိုင်အလုပ်ကိုရက်ပြီးတော့ကျေလောင်စွာနဲ့တောက်ခေါက်လိုက်တယ်ဥခွန်မိုင်ခမကြီးရလေကျုပ်အတွက်ကတော့ပြတ္တရာကောင်းကြီးပဲခမကိုကျုပ်မုန်းနေဆရာ
လက်မှတ်ထိုးပေးဦးဆရာနေနိုင်တယောက်စည်ရင်ခိုင်မာလေးလက်ထက်စည်ရင်စာအုပ်ကိုယူပြီးတော့တေချာစစ်ကနေလက်မှတ်ထိုးပေးလိုက်တယ်မောင်စိုးငါခေါ်ရဲလို့ပြောလိုက်ပါဟုတ်ကဲ့ဆရာကျွန်တော်ကိုဘာခိုင်းမလို့လဲဆရာအေးနေ့လေချိုင်ငါအရေးကြီးရဲ့ဧည့်သည်နဲ့တွေ့ဆရာရှိတယ်အဲ့ဒါမင်းကကိုမင်းလွင်စီကိုသွားပြီးတော့မြေကိစ္စစာချုပ်သွားချုပ်လိုက်ပါဟုတ်ကဲ့ဆရာကျွန်တော်သွားလိုက်ပါမယ်အေးကောင်းပြီနေနိုင်တယောက်အလုပ်ကိုစူးစမ်းတယ်သူရဲ့စူးစမ်းမှုတွေကြောင့်လည်းအောင်မြင်မှုတွေရခဲ့တာစီးပွားရေးလောကမှာတော့အထင်ကြီးဖြစ်စေတယ်သူ့ဘဝမှာအလုပ်ကအရေးကြီးဆုံးပင်အလုပ်ပေါ်မှာသူတန်ရောစင်ကြည့်တယ်ဒါကြောင့်သူ့ရဲ့နာမည်လုပ်ငန်းရှင်တွေနှုတ်ပြမှာတော့ရေပန်းစားနေတယ်ဆရာဧည့်သည်ရောက်နေပါတယ်ကိုနေနိုင်သူကလွှတ်လိုက်တာလို့ပြောပါတယ်အေးဝင်ခွင့်ပေးလိုက်ဟုတ်ကဲ့ဆရာထိုင်ပါနေနိုင်ရလွှတ်လိုက်တာကိုမြေစာချုပ်တွေအစင်သစ်ပါပဲဗျဟုတ်ကဲ့ဆရာကအရေးကြီးတဲ့ဧည့်သည်နဲ့တွေ့နေလို့ကျွန်တော်လာခဲ့ရတာပါဟုတ်ပါပြီကျွန်တော်ဘက်ကအစင်သစ်ပါပဲဗျကိုနေနိုင်တို့လူမျိုးမြေရောင်းရတာဝမ်းသာပါတယ်ဗျဟုတ်ကဲ့ခမမောင်စိုးလည်းအလုပ်ကိစ္စပြီးရနဲ့ပြန်လာခဲ့လိုက်တော့တယ်ဆရာဖုန်းလာနေပါတယ်အော်အေးဟာသမီးလေးနေကောင်းလားသမီးဒက်ဒီနေကောင်းလားရရနေကောင်းပါတယ်ကောင်းပါဗျာသမီးလေးဘယ်တော့ပြန်လာမှာလဲဒက်ဒီသမီးကိုတတိယနေတာအရင်လဲတွေ့ချင်တယ်ရင်ပြန်မလာသေးဘူးဒက်ဒီတငယ်ချင်းတွေနဲ့လည်းလဲချင်းသိတယ်နောက်ပတ်မှာပဲပြန်လာခဲ့မယ်နော်ကောင်းပါပြီဗျာသမီးသဘောပါသမီးလေးပြန်လာရင်လေဒက်ဒီကိုယ်တိုင်လာပြီးတော့ကြုံမယ်ဟုတ်ကဲ့ပါဒက်ဒီဖုန်းချပြီနော်ဒက်ဒီအင်းပါသမီးလေးဖုန်းလေးပိတ်ပြီးတော့ဥခေါ်မိုင်းတယောက်ပြောနေတယ်သမီးလေးကစင်ကာပူမှာကြောင်းတက်နေရ၄နှစ်ရှိနေပြီသမီးလေးကိုတွေ့ရတော့မှမလို့ဥခေါ်မိုင်းပြောနေတယ်မောင်စိုးလေးလေးအတွက်ငါဝေးစားရှိလို့ပြန်နေမယ်မင်းရတမနေလိုက်အောင်ရုံးစင်းမှာပဲပြန်ပေါ့ဟုတ်ကဲ့ပါဆရာနောက်ပြီးတော့အရေးကြီးရဲ့ဖုန်းတွေလာရင်ကိုင်းလိုက်အောင်နော်ပြီးရင်ငေါ့အကြောင်းကြားဟုတ်ကဲ့ဆရာအေးဒါဆိုငါသွားပြီနေနိုင်ကလည်းလေးလေးကိုမနေ့ကပြန်အောင်မိတယ်လို့ဖြစ်သွားခဲ့တဲ့အတွက်တောင်းပန်ခြင်းနေဒါကြောင့်မလို့လေးလေးအတွက်ကြေးရိုးဝယ်ပြီးတော့တောင်းပန်ဖို့ရန်ပြန်လာခဲ့တယ်လေးလေးတားကိုစိတ်ဆိုးနေတော့လားတားတောင်းပန်ပါရင်နော်လေးလေးရပါတယ်တားရဲ့လေးလေးကတားကိုစိတ်မဆိုးပါဘူးတားကခွန့်မုန်းနေရပဲလေလေးလေးပြောလေမထူးပါဘူးလေဒါပေမဲ့တားကိုတော့မဖြစ်တင်တာတွေမဖြစ်အောင်လို့တော့လေးလေးဆုံးပါမယ်တားဟုတ်ကဲ့ပါလေးလေးတားလေးလေးစကားကိုနားထောင်ပါမယ်လေးလေးစားဖို့လေးလေးကြိုက်တဲ့ကြေးဦးတွေတောင်းဝယ်လာခဲ့တယ်သွားစားရအောင်လေအေးပါသားဥခိုင်မြေတူဖြစ်တဲ့သူရဲ့အမုန်းတွေကိုပြောင်းလို့မဖြောက်ပေးနိုင်တဲ့အတွက်လဲစိတ်တော်မကောင်းမိအမဖြစ်တဲ့သူရဲ့တင် जा ပေးမှုတွေကနေနိုင်ကိုတော့အစိတ်ဖြစ်စေတာကိုမြင်ရတော့ရင်ထဲမှာထိခိုက်တာတော့အမှန်တနေ့နေ့နေနိုင်ခွန်နားလေပေးပါစေလို့သာဆူတောင်းနေမြော်တယ်ဆရာကိုတူးဝေရောက်နေပါတယ်ဟုတ်လားအထက်ကိုခေါ်လိုက်လေငါလာပြီကွနေနိုင်ရမင်းဝန်ထမ်းတွေကငါ့ကိုကိုတီကိုမှအထက်ဝင်ဖို့အတွက်စစ်နေတော့မယ်မမိုက်ဘူးကွာ sorry ပါထူဝေရဒါအလုပ်သဘောအရာပါဒါနဲ့မင်းမလာတာတော့မှအတော်ကြာနေပြီပဲဘာကိစ္စရှိလို့ရောက်လာလဲကွာမင်းကိုလာခေါ်တာကွာငါ့ရဲ့ကောင်မလေးနဲ့မင်းကိုမိတ်ဆက်ပေးမလို့မင်းကစော်လာကြတာပေါ့ဟုတ်လားဒါပေါ့ကွာမင်းလိုအသက်30ဖြစ်နေပြီးတော့မစွန့်ရတဲ့ဘဝမှာမဟုတ်တာဟဲ့ကောင်ထူဝေငါကမထားချင်လို့မထားပါနော်ငါသာကောင်းနေလိုက်ပဲဆိုရင်ခမီးခမတ်တွေကငါ့ကိုလာတောင်းချင်နေကြအေးပါကွာလူပြိုတို့ဤစကားကိုကျွန်တော်မျိုးမှတ်ထားလိုက်ပါမယ်ဗျလာသွားရအောင်မင်းချေကိုငါခဏပဲယူမှာပါနေနိုင်ရအေးပါလာသွားမယ်နေနိုင်တဲ့ထူဝေကော်ဖီဆိုင်လေးကိုထွက်လာခဲ့တယ်ဟဲ့ကောင်မင်းကောင်မလေးကအခုထိမလာသေးဘူးလားကွာလာတော့မှာပါခဏစောင့်ပါဦးကွာဟောဟိုမှာလာပြီတဲနောက်မကြပါဘူးနော်ကိုနောက်မကြပါဘူးကိုကအစိုးရောက်နေတာဒါကကိုရဲ့အချစ်ဆုံးတငယ်ချင်းနေနိုင်သူတဲ့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ကျမနာမည်ကတဲယူမေပါဟုတ်ကဲ့ခမတဲဒီကောင်ကအခုထိရီးစားမထားဘူးသေးဘူးမစွန်သေးတဲ့ကောင်လေဟဲ့ကောင်ထူဝေမင်းငါ့ကိုစိတ်ထွဲ့ပေါ့အေးပါငါရီးစားထားရင်လေမင်းကိုအယုံဆုံးမိတ်ဆက်ပေးမယ်ဟာဟာကိုနေနိုင်သူတို့လူမျိုးဟာတီချီခန့်ညားတဲ့သူဆိုတော့တော်ရုံတရုံမင်းကလေးကိုဘယ်စိတ်ဝင်စားမလဲဟဲ့ကောင်ထူဝေကြားရင်နော်ကြားပါငါအသေးရလေမင်းကိုမြှောက်လို့
မင်းကသဘောကျနေမှသိပါထိုးဝေကိုကြည့်ပြီးတော့နေနိုင်ပြုံးနေတယ်ရုတ်တရက်နေနိုင်အပြုံးနေရအမုန်းဘက်ကိုကူးပြောင်းသွားခဲ့တယ်နေနိုင်သူ့ရဲ့ရှေ့မှာလာနေတဲ့ဥခွန်မိုင်ကိုမုံတီစွာနဲ့ကြည့်နေလိုက်တယ်ကိုတငယ်ချင်းကဘာဖြစ်နေရလဲမသိဘူးနော်ထိုးဝေနေနိုင်ကိုကြည့်လိုက်တယ်နောက်ကိုလည်းလှည့်ကြည့်လိုက်တယ်ဟာဒုက္ခပါပဲအဲ့ဒါနေနိုင်ရဲ့မဟာရန်သူတော်နေနိုင်ကသူ့ကိုအယမ်းမုန်းတာဥခွန်မိုင်သူ့ကိုကြည့်နေတယ်နေနိုင်ကိုမြင်သွားခဲ့တယ်ခဏတော့ကိုတင်ကျွန်တော်မိတ်ဆွေကိုခဏစကားသွားပြောလိုက်အောင်မေဟုတ်ကဲ့ပါဥခွန်ချတိတ်လေကော်ဖီတူတောက်ကြအောင်နေနိုင်သူကတော့ဥခွန်ကိုကြည့်လိုက်တယ်ထူဝေငါပြန်တော့မယ်ချတိတ်လေဥနဲ့စကားပြောအောင်လေနော်ဓမ္မခမားနဲ့ကြုတ်ကြမှာဘာမှပြောစရာစကားမရှိဘူးရှင်းနေနော်နေနိုင်ထွက်သွားတယ်ဥခွန်ကနေနိုင်ကိုကြည့်ပြီးတော့ရင်ထဲမှာမကောင်းပြီချတိတ်လေးရင်ဥကိုမင်းကမုန်းနေရပြီဘယ်တော့မှအဆုံးသတ်မှာလဲကွာဥမင်းအမုန်းတွေကိုမခံစားချင်တော့ပါဘူးကွာဟယ်လိုနေနိုင်ပြောနေရပါခင်ဗျဘာလို့လဲမသိဘူးချတိတ်လေးဥပါနေနိုင်ချက်ချင်းဖုန်းချလိုက်တယ်ငါ့ကိုတသက်မေဦးမငရဲပေးနေရသူ့ကိုငါအယမ်းမုန်းနေအောင်သိရနဲ့ငါ့ကိုလာပြီးတော့ချင်းကပ်နေတယ်ဟာကွာနေနိုင်တယောက်ဒေါသတွေနဲ့ပောက်ကွဲနေရတယ်ချတိတ်လေးမင်းမသိသေးတဲ့အမှန်တရားတွေကိုဦးမင်းကိုပြောပြချင်တဲ့ချတိတ်လေးရဲ့ဥခွန်မိုင်းတယောက်ဖုန်းလေးပြီးနားမှာချပြီးတော့တယောက်တည်းမှိုင်းနေရင်အင်ရှိယာဘဲဒီတန်ကြောင့်ဥခိုင်မြဲတယောက်ခြံရှိကိုထွက်လာခဲ့လိုက်တယ်ခွန်မလားဘာလာလောက်တာပါလဲခွန်မင်းဘာလာလောက်တာလဲနေနိုင်သိရင်တော့ငါအပြောခံလိမ့်မယ်ငါချတိတ်လေးနဲ့တွေ့ချင်လို့ပါခိုင်မြဲသူ့ကိုငါအမှန်တရားတွေပြောပြချင်တယ်မင်းပြောတဲ့စကားကိုနေနိုင်ယုံမယ်လို့ထင်ရလားနေနိုင်ရဘယ်တော့မှယုံမှာမဟုတ်ဘူးအချိန်တည်းမှပြောပြတာအကောင်းဆုံးပါကွာဒါပေမဲ့ငါသူ့အမုန်းတွေကိုမခံစားချင်တော့ဘူးခိုင်မြေငါသူ့ကိုချစ်တယ်ငါသားအရင်တော့ငါချစ်ခဲ့ရတာပါသူ့ရဲ့အမုန်းကိုခံရတိုင်းမှာငါရဲ့နှလုံးသားခံစားရတယ်ကွာငါနားလေပါတယ်ခွန်ဒါပေမဲ့အခုချိန်မှာသူ့ကိုမင်းဘာမှမပြောပါနဲ့သူ့ဘာသာနေပါစေအေးပါခိုင်မြေငါတော့မယ်တငယ်ချင်းခိုင်မြေကတော့ခွန်ကိုကြည့်ပြီးစိတ်မချမ်းသာပြီမောင်ဆိုငါနိုင်ငံခြားဧည့်သည်တွေကိုလေစိတ်မှာသွားကြွားမှာအစင်းသင်းလုပ်ထားပါဟုတ်ကဲ့ဆရာနေနိုင်တယောက်နိုင်ငံခြားလာမယ့်ဧည့်သည်တွေကိုကြိုဖို့အတွက်လေစိတ်ကိုထွက်လာခဲ့တယ်လေစိတ်မှာတော့နေနိုင်တယောက်ဥခွန်မိုင်းကိုတွေ့လိုက်တယ်သူဒေါသတွေထွက်သွားခဲ့တယ်သူတွေးလိုက်ရတဲ့မြင်ကွင်းကအံ့ဩစရာဒယ်ဒီဟာသမီးလေးသားဖားနှစ်ယောက်ဖတ်နေတာကိုနေနိုင်ကြည့်လိုက်တယ်ဒယ်ဒီဆိုပါလားဒါဆိုရင်နေနိုင်ကောက်ချစ်စွာနဲ့ပြုံးလိုက်တယ်ဟိုလူခမည်းမှာသမီးရှိတာကံကောင်းတာပဲလာသမီးလေးအိမ်ရောက်မှာပဲအလွမ်းသိကြမယ်ဟုတ်ကဲ့ဒယ်ဒီမောင်ဆိုသူ့ကိုငါ့ဟိုတယ်ကိုလိုက်ပို့လိုက်ပါဟုတ်ကဲ့ဆရာနေနိုင်တယောက်တက်စီလေးနဲ့ဥက္ကုမိုင်းရဲ့နောက်ကိုလည်းနောက်ရောက်ခံလိုက်သွားခဲ့တယ်ဒယ်ဒီရင်းကိုတတိယနေရပေါ့ဟုတ်လားအေးပေါ့သမီးရဲ့ဒယ်ဒီသမီးကိုဒယ်ဒီကတတိယတာပေါ့ဒယ်ဒီကိုရင်းနောက်ထပ်ခွဲမသွားတော့ပါဘူးအင်းမသမီးရဲ့ဒယ်ဒီဘွားမှာလေသမီးလေးရှင်အရာရာပြည့်စုံနေပါပြီကွသားဖားနှစ်ယောက်ကိုကြည့်နေတဲ့နေနိုင်တယောက်ရက်စက်တဲ့အပြုံးတွေနဲ့ရင်းကိုကြည့်နေလိုက်တယ်မင်းကငါ့အတွက်တော့ငစားပဲမင်းကလေးငါနဲ့မင်းထပ်ပြီးတော့တွေ့ရအောင်ပါနေနိုင်ရဲ့အပြုံးတွေကကြောက်စရာကောင်းလာတော့ရင်းမသိပေသမီးလေးဒယ်ဒီအလုပ်သွားလိုက်မယ်အိမ်မှာလေးလေးမမနေခဲ့နော်ဟာဒယ်ဒီကလည်းရင်းကြောက်တယ်မနေချင်ပါဘူးဒယ်ဒီနဲ့လိုက်ခဲ့မယ်နော်သမီးလေးပြင်းနေမှာပေါ့ဟိုမှာပြင်းစရာကောင်းတယ်သမီးရဲ့ရင်းမပြင်းပါဘူးဒယ်ဒီရဲ့ဒယ်ဒီရှင်ရင်းပြော်တယ်သမီးကတော့လေဖေးကိုချွဲပြီးတော့ကဲပါလိုက်ခဲ့ပါဗျာရေးဒါမှရင်းဒယ်ဒီကွရင်းဖခင်ကိုဖတ်လိုက်ကြကဲသွားရအောင်သမီးသူတို့သားဖရုံးရောက်တော့အားလုံးကရင်းကိုဝိုင်းကြည့်နေကြတယ်ဟဲချောလိုက်တာဆရာနဲ့ဘာတော်လဲမသိဘူးနော်ဟုတ်ပါအရန်ချောတာပဲဂျာကြီးဆရာနဲ့ပါလာတဲ့တယောက်ကဘယ်သူလဲရင်အဲ့ဒါဆရာသမီးလေးရင်းရွယ်တဲ့မနေ့ကမှစင်ကာပူကနေပြန်လာခဲ့တာဝါအရန်မိုက်တာပဲအားကြလိုက်တာသမီးပြင်းနေပြီလားမပြင်းပါဘူးတဲ့ဒီရင်းဂိမ်းစော့နေဟုတ်ပါပြီဗျာဟုတ်ပါပြီရင်းရအသက်20နှစ်ဆိုပေမဲ့
အခုထိကလေးလိုပါပဲ။ဦးခွန်မိုင်းရလည်းတမီကိုတော့အရန်ချစ်ရှာတယ်။နေနိုင်ရတော့သူတို့သားဖောက်လက်စားချေဖို့အတွက်စူးစမ်းနေရတော့သူတို့သိမယ်မထင်။ဒက်ဒီရိတ်အပြင်သွားချင်တယ်။ဘာဝယ်စားရှိလို့လဲတမီရဲ့ဒက်ဒီကိုပြောရင်ဒက်ဒီဝယ်ပေးမှာပေါ့။ဝယ်စရာမရှိပါဘူးဒက်ဒီရဲ့ရိတ်ရအခုမှရောက်တာဆိုတော့ဟိုတီသွားချင်လို့ပါ။တမီရဲ့မသွားပါနဲ့လား။ဒီမှာရင်တွေအယမ်းများတယ်လမ်းရှုပ်တယ်။တမီအဆင်ပြေမှာမဟုတ်ဘူး။အလုပ်ပိတ်တဲ့နေ့မှာပဲဒက်ဒီလိုက်ပို့မယ်လေ။မရပါဘူး။ရိတ်ရကားကိုတေချာမောင်းတက်ပါတယ်။ဒီနေ့ပဲသွားချင်တာဒက်ဒီလောက်ပါနော်။နော်လို့ဦးခွန်မရလည်းချွဲနေတဲ့သမီးလေးကိုကြည့်ပြီးအေးအေးပြောသွားတယ်။အင်းမသမီးသဘောပါ။ကားကိုတေချာမောင်းတော့သမီးဟုတ်တယ်ဒီ။ရိတ်တယောက်ဒက်ဒီကိုနှုတ်ဆက်ပြီးကားလေးနဲ့ဟိုတီရှောက်နေနေရတယ်။နေနိုင်ကလည်းဒီနေ့အလုပ်ကိုလာချိန်လမ်းမှာတော့မထေမှတ်ပဲရိတ်နဲ့စုံနေတယ်။ရိတ်ကကားပြတ်သွားကြောင်းနေနိုင်ကောင်တားတယ်။ဟာဟိုမိန်းကလေးပဲပိုက်ကုန်နဲ့တော့လာတိုးနေပါလား။နေနိုင်အပြုံးကြီးကကြောက်စရာကောင်းလာပြီ။နေနိုင်သူမရဲ့ရှေ့မှာကားရလိုက်တယ်။ကိုပါကူညီပြမလဲမိန်းကလေး။ဟိုရင်ကားဘာဖြစ်သွားလဲမသိဘူး။ရက်သွားလို့ကြည့်ပေးပါလားယင်။ရပါတယ်ကိုကြည့်ပေးပါမယ်။နေနိုင်ကားလေးကိုကြည့်ပြီးတော့ကလိလိုက်တယ်။ရပြီစနိုးကြည့်ပါဦး။ရင်ကားဆက်နှုတ်လိုက်တယ်။ရပြီကိုကျေးဇူးပါပဲ။ဟုတ်ပါပြီ။ဒါနဲ့မင်းနာမည်ကဘယ်လိုခေါ်လဲ။ရိန်းတွေပါ။ရိန်းလို့ခေါ်လို့ရပါတယ်။ဒါနဲ့အခုနာမည်ကဘာတူလဲ။ကိုနာမည်ကနေနိုင်သူပါ။ရိန်းကနာမည်လေးလှတယ်။လူလေးလှတယ်။အကိုကလည်းရောက်နေပါပြီ။ရိန်းအကိုလို့ပဲခေါ်မယ်နော်။ရလာရင်ရပါတယ်။စိတ်တလို့ခေါ်ပါ။အော်ကို့ကိုသွားခွင့်ပြုပါအောင်။ဟုတ်ကဲ့ကိုနေနိုင်တယောက်အောင်နိုင်သူပမာပြုံးနေလိုက်တယ်။သူ့ရဲ့အပြုံးနားမလဲတဲ့ရိန်းရတော့တနာစရာကောင်းလာပြီ။ဆရာဒီနေ့ပြောနေသလိုပဲနော်။ဟုတ်တယ်မောင်ဆိုငါဒီနေ့အရန်ပြောတယ်။ငါဘွားရဲ့လမ်းမှာရှိနေဆိုဖေထုတ်နိုင်မဲ့နီလန်ငါတွေးခဲ့လို့ပဲ။ဆရာပြောတာဥခွန်မိုင်းလား။ငါရဲ့ရန်သူကသူ့ပဲရှိရလေ။ငါသူ့ကိုအလဲထိုးနိုင်မဲ့နီးတည်ပြီ။သူမကြခင်တော့ငါရဲ့ချေးမှာဒူးတောက်စီရမယ်။နေနိုင်တယောက်အာပါတရားနဲ့ပြုံးနေရတယ်။ရရတော့ဟိုတီရှောက်လေကြည့်နေစင်မှာဆရာမနှက်ဖြန်ရွှေပြည်သားမှာနေရောက်ဖို့အတွက်ရှိတယ်။လေးလံစီက900လို့ကြားရဆရာ။ကောင်းနေ။ဒါဆိုကိုတောင်မနှက်ဖြန်ကြရင်ရွှေပြည်သားဘက်ကိုသွားဖို့အတွက်ပြင်ဆင်ထားပါ။ဟုတ်ကဲ့ဆရာ။အေးဥခွန်မိုင်းတယောက်မြေဝဲကျင်တာတော့အမှန်ပင် project အတွက်မြေလိုနေအောင်မို့လို့ရွှေပြည်သားမြေကိုလည်းရမှဖြစ်မယ်။ခတ်တာလေးလံပွဲမှာခြာတေးလေးနဲ့တွေ့ရအောင်မယ်။သူ့ကိုအရှုံးပေးခြင်းပဲမဲ့မြေလိုနေအောင်မို့လို့လည်းအရှုံးပေးမဖြစ်ပေ။ဦးကိုခွင့်လွတ်ပါခြာတေးလေးရဲ့နေနိုင်တယောက်မြေလေးလံပွဲကိုတော့တယောက်လာခဲ့တယ်။သူဥခွန်မိုင်းရဲ့ပြီးနာမှာဝင်ထိုင်လိုက်တယ်။နေနိုင်ရဲ့ထူဆန်းတဲ့အပြုတ်မှုတွေကြောင့်ဥခွန်မိုင်းအံ့ဩသွားတယ်။နေနိုင်ကတော့ဥခွန်မိုင်းကိုမကြည့်ပြုံးပြောလိုက်တယ်။သူ့ရဲ့အပြုံးကရက်ဆက်တဲ့အပြုံးမှန်သိနေတဲ့ဥခွန်မိုင်းတယောက်နေနိုင်ကိုကြည့်ပြီးတော့စိတ်မသက်မသာလေလံပွဲစတင်ပါပြီ။ကျွန်တော်တို့ခေါ်စီရတော့300ပါ။လူကြီးမင်းတို့အနေနဲ့ဈေးသက်မှတ်နိုင်ပါပြီ။920ပါ980 600ဥခွန်မိုင်းက900ပေးပါမယ်။နေနိုင်ရလဲ800ပေးမယ်။ဥခွန်မိုင်း1000ပေးမယ်။1000မှာ1000ထပ်ပို့ပေးမဲ့သူရှိပါသလား1000တစ်ချိန်1000နှစ်ချိန်1000သုံးချိန်ဥခွန်မိုင်းလေလံနိုင်သွားတယ်နေနိုင်ကတော့အောင်နိုင်သူလိုမျိုးအပြုံးမပြတ်လက်မှတ်ထိုးနေတဲ့ဥခွန်မိုင်းရဲ့အနာကိုနေနိုင်သွားလိုက်တယ်တိတ်လေပျော်မနေနဲ့ဟိုလူကြီးခမ ्या ပျော်တွေကုံဆုံးတော့မရုံနီးနေပါပြီခံနိုင်ရှိပါစေနေနိုင်ရဲ့စကားတွေကြောင့်ဥခွန်မိုင်းသူ့ကိုကြည့်လိုက်တယ်ချတိတ်လေမင်းပါကိုဆိုလိုရလေငါအနိုင်ရလို့မင်းမကြေနဲ့တာလားအဲ့ဒီအတွက်ဦးတောင်းပန်ပါတယ်နိုကျုပ်ကြေနဲ့တာပေါ့အရန်အောင်မှကြေနဲ့တာဘာလို့လဲသိလားအခုခမ ्या ဝယ်လိုက်တဲ့မြေကကျုပ်300နဲ့ဝယ်ထားတဲ့မြေပဲလေနေနိုင်ရဲ့စကားကြောင့်ဦးခွန်မိုင်းအံ့ဩသွားတယ်ဒါဆိုမင်းတမင်လောက်တာပေါ့ထင်ကြီးသလိုထင်ပါနေနိုင်အာပါတရားရင်ကသူ့နာနေထွက်သွားခဲ့တယ်ဦးခွန်မိုင်းကတော့နေနိုင်ကိုကြည့်ပြီးကြရင်နေကြော်တယ်နေနိုင်ကားလေးမောင်းလာစဉ်စားအုပ်ဆိုင်ထဲကနေထွက်လာတဲ့ရင်ကိုမြင်လိုက်တယ်သူမရဲ့အရှိကိုလည်းကားရက်လိုက်တယ်ရင်
ကိုပါမှတ်မိလားမှတ်မိပါတယ်ကိုရဲ့ရင်းကအတိတ်မမေ့ပါဘူးရင်းနဲ့ကိုစကားပြောချင်တယ်တနေရာသွားရအောင်လေသွားမယ်လေနေနိုင်ရင်းကိုကားလေးနဲ့ကံမောင်ခေါ်လာခဲ့တယ်ရင်းရကြောင်းပြီးပြီလားဟုတ်ပြီးပြီဩရင်းရကိုထက်တော့အများကြီးငယ်လောက်တယ်ကိုအကူညီလိုအပ်ရင်လည်းပြောနော်အကူအနေနဲ့ကူညီပေးမယ်ဟုတ်ကဲ့ကိုရင်းသက်က21ပါအကိုသက်ကရောကိုသက်က30ပါဩအကိုက30ဆိုပေမဲ့မထင်အောင်နော်အရန်နူတယ်ခံလဲခံနေ25အရွယ်လို့ထင်နေရရင်းရောက်လေကိုမြောက်ပြန်ပါပြီတကယ်ပြောတာပါကိုရဲ့ဟုတ်ပါပြီရင်းနဲ့ကိုတငယ်ချင်းတွေဖြစ်ချင်တယ်ရင်ကိုခင်မလာရင်ခင်မပေါ့ရင်းရစင်ကာပူကပြန်လာတာမကြသေးဘူးလေတငယ်ချင်းလည်းမရှိဘူးလေအကိုကိုရင်းခင်နေကျေးဇူးပါရင်းရဲ့နေနိုင်ရင်းကိုမကြည့်ဖြုံးလေးနဲ့ကြည့်လိုက်တယ်ရိုးသားဖြူစင်လာတဲ့ရင်းကြားတစ်ကောင်ရဲ့ကတွင်းဝါကိုတက်တဲ့ကြီးရောက်လာခဲ့တာကိုသူမှမသိရှာပါသမီးဘယ်သွားမလို့လဲဈေးဝယ်သွားမလို့ပါတဲ့ဒီဩပတ်စံယူသွားအောင်လေသမီးရဲ့ရော့ဒယ်ဒီပေးတဲ့ပတ်စံနှစ်သိန်းကိုရင်းယူလိုက်တယ် Thank you ပါတဲ့ဒီရင်းသွားပြီကောင်းပါပြီဗျာမိတဆိုးသမီးလေးကိုချစ်မွားနိုင်တဲ့ဥခွန်မိုင်းတယောက်သမီးအတွက်အရာရာပြည့်စုံအောင်လို့ဖန်တီးပေးခြင်းနေသမီးဟာသူ့ရဲ့အသက်ပါပဲရင်းသူမရဲ့နာမည်လေးကိုခေါ်လိုက်တဲ့အတန်ကြောင့်သူမအနောက်ကိုလှည့်ကြည့်လိုက်တယ်ဟာအကိုပါလားဈေးလာဝေးတာလားဟုတ်တယ်အင်ကြီးလာဝေးတာကိုရွေးပေးပါလားယင်ကိုမရွေးတတ်ဘူးရွေးပေးမယ်လေရင်တယောက်နေနိုင်ကိုအင်ကြီးအဖြူရောင်စတစ်လေးကိုရွေးချယ်ပေးလိုက်တယ်အကိုဒါလေးကြိုက်လားရင်ရွေးပေးထားအကိုကြိုက်တာပေါ့နေနိုင်ရဲ့စကားသူမကိုနေရာခတ်စေတယ်ရင်ဈေးဝယ်ပြီးကိုတို့တနေရာကိုသွားရအောင်လေဝယ်လို့တော့ပြီးပါပြီသွားမယ်ကိုရင်ကနေနိုင်ကိုတော့ဘာကြောင့်မှမသိအရန်အောင်မှခင်းနေမိတယ်နေနိုင်နဲ့တွေ့ရင်သူမပြောတယ်ရင်ကိုဖုန်းနံပါတ်လေးပေးပါလားအကိုကရင်းစီကိုဖုန်းဆက်မလို့လားအကိုကောင်မလေးကပြောနေပါဦးမယ်ကိုမှကောင်မလေးမရှိပါဘူးရင်ရင်မဖြစ်နိုင်တာအကိုလိုလူမျိုးမှစစ်သူမရှိတာရိတ်မယုံပါဘူးတကယ်ပြောတာရင်ရင်ကိုကဘသူ့ကိုမှအခုထိမချစ်ဘူးသေးဘူးအချစ်ဆိုတာလေဘာမှအောင်မှမသိသေးတာအေးမရင်ဖုန်းနံပါတ်ပေးပါမယ်အခုနံပါတ်လေးရင်းကိုပေးနော်ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ဖုန်းနံပါတ်တွေလက်ယူခဲ့ကြတယ်ဟယ်လိုရင်းလားကိုပါနေနိုင်သူပါဟုတ်ရင်းပါကိုရင်းဘာလုပ်နေလဲရင်ထမင်းစားပြီလားဟုတ်စားပြီပါပြီအခုရင်းဂိမ်းစော့နေရပါဂိမ်းစော့တယ်ဟုတ်လားမျက်စိတွေထိခိုက်တော့မှာပဲရင်းရဲ့မထိခိုက်ပါဘူးကိုရဲ့ရင်းကအကြာကြီးမစော့ပါဘူးခဏလောက်ပဲစော့တာပါရင်းထိခိုက်မအောင်မလိုလားရင်းဂိမ်းတွေမစော့စေချင်ဘူးရင်းရဲ့အကိုကရင်းကိုစိတ်ပူနေရလားယင်ရင်းကိုနေနိုင်စိတ်ပူနေရအမှန်ပါအင်းမော့စိတ်ပူတာပေါ့ဘာလဲစိတ်ပူပိုင်ခွင့်ကိုမှမရှိဘူးလားယင်မဟုတ်ပါဘူးရှိပါတယ်ကိုရဲ့စိတ်ပူပြတာကျေးဇူးပါကိုကရင်းစီကနေကျေးဇူးကိုလိုချင်တာမဟုတ်ဘူးရင်းစီကကိုလိုချင်တာတခြားတစ်ခုပါဘာမြတ်လဲကိုရင်းကိုချစ်တယ်ရင်းနဲ့တွေ့မှကိုရဲ့နှလုံးသားအချစ်ဆိုတာကိုခံစားတက်လာခဲ့တယ်ရင်းနဲ့တွေ့ရနေစပြီးတော့ရင်းကိုမမြင်ရရင်မနေနိုင်တော့ဘူးဒီစကားတွေကိုကိုမပြောသင့်မှသိပါတယ်ဒါပေမဲ့ကိုရင်းကိုချစ်တယ်ကိုလက်ခံပေးပါနော်ရင်းနဲ့ကိုတွေ့တာမကြသေးဘူးလေရင်းကိုစဉ်းစားပြပါမယ်ရင်းကိုအချိန်ပြပါအကိုအင်းမအမြန်တော့အဖြေပေးနော်ကိုမျှော်နေမယ်ရင်းဟုတ်ကဲ့ပါအကိုရင်းဖုန်းချအောင်မယ်နော်ရင်းရင်တွေခုန်တာအမှန်ပါပဲသူမနေနိုင်တဲ့တွေ့ရင်ပြောတယ်သူ့ကိုမရရင်ကျေနပ်တယ်သူမနှလုံးသားသူ့ကိုလက်ခံလားဆိုတော့သူမမသိပါဘူးနေနိုင်ရတော့ရင်းစီကအဖြေရလာဖို့ပဲစူးစမ်းနေရအမှန်ရင်းငါမင်းရဲ့အဖြေကိုရမှဖြစ်မယ်အဲ့ဒါမှမင်းဖေကိုငါလက်စားချိန်နိုင်မှာမင်းကိုငါအသုံးချအတွက်ငါ့ကိုမင်းခွင့်မလွတ်ပါနဲ့ရင်းတာဒီနေ့တက်ကြွနေပါလားကွဟုတ်တယ်လေဒါအလုပ်အတွက်မြေကွက်ဝယ်မလို့လေဒီတစ်ခါမြေအကျယ်ဝန်းများတာပဲဝယ်တော့မှာကွန်ဒိုဆောက်ဖို့အတွက်နေရာကျိမဖြစ်မှာကောင်းနေတာအလုပ်စူးစမ်းတာဂုံပဲလီတောက်ဂုံယူတယ်ဟုတ်ကဲ့ပါလီဒါသွားတော့မယ်နော်နေနိုင်လီကိုနှုတ်ဆက်ပြီးတော့ထွက်သွားခဲ့လေဆရာ
မြေပိုင်ရှင်နဲ့ဈေးစကားပြောပြပါပြီ။သူ့ဘက်က1400လိုချင်ပါတယ်တဲ့။ကောင်းပြီ။သူတောင်းတဲ့ဈေးကိုပေးလိုက်ပါ။စာချုပ်ချုပ်ပြန်နဲ့ငါးစီကိုယူလာခဲ့။ဟုတ်ကဲ့ဆရာ။ဆရာအားလုံးအဆင်ပြေပါတယ်။ကောင်းတယ်ငါလိုချင်တာဒါပဲ။ကဲသွားရအောင်။နေနိုင်တယောက်သူ့လိုချင်တာမှန်သမျှကိုရအောင်လို့ယူတတ်တဲ့အကျင့်ရှိတယ်။သူ့ရဲ့လိုအပ်ချက်မှန်သမျှကိုလည်းဖြည့်ဆည်းပေးတတ်တဲ့သူ့ရဲ့မေဒေါ်နေဆရာလည်းတားအတွက်ဆိုရင်အသင့်ပင်နေနိုင်ဘွားမှာတော့မရတာမရှိစရာရအောင်ရမယ်သူ့အတွက်ငွေပေါ်တယ်အတိုင်းဝိုင်းရှိတယ်ဒါပေမဲ့သူကသူ့လိုချင်တာကိုရဖို့အတွက်သူ့ကိုယ်တိုင်လုပ်တတ်တဲ့အကျင့်ဆိုးတော့ရှိတယ်ဟယ်လိုမမပြောပါခိုင်မြစ်တာနေကောင်းလားမင်းရောနေကောင်းလားကောင်းပါတယ်မမတားလည်းနေကောင်းပါတယ်ငါအရေးကြီးတာပြောစရာရှိတယ်ခိုင်မြင့်မင်းတိကျနားထောင်ပါဟုတ်ကဲ့မမရဲ့တငယ်ချင်းတရက်ဖီကိုခိုင်မြဲသိလားဟုတ်သိတယ်မမအေးသူ့သမီးကမိုးကုတ်မှာနေတယ်အဲ့ဒါသူ့သမီးနဲ့တရက်ဖီရန်ကုန်လာလိမ့်မယ်မင်းကသူတို့နေဖို့တော့အကုန်စီစဉ်ပေးလိုက်ပါသမီးလေးကိုငါချွေးမတော်ဖို့အတွက်စဉ်းစားထားရင်နော်အဲ့ဒါသားသိအောင်လို့ပြောပြထားလိုက်ပါခိုင်မြဲဟုတ်မသူတို့ကဘယ်တော့လာမှလဲတပတ်ကလာလိမ့်မယ်ငါစိတ်ချမယ်နော်ဘာတမ်းမှငါမကြားချင်ဘူးစိတ်ချပါမခိုင်မြဲတယောက်မနဲ့တူတော်မောင်ရဲ့ကြားထဲမှာညက်နေလေပြီအိမ်ယာမိမပေးစားတော့ကမယူဘဲနဲ့နေမိတာကိုနောင်တရမိတယ်ဗျာမဖြစ်သင့်ပါဘူးလေးလေးရမမီပါလုံညာလေသစိမ်းမင်းကလေးနဲ့တာအတူတူနေရမှာလားလုံးဝမဖြစ်သင့်ဘူးနော်တာလက်မခံဘူးလေးလေးလက်မခံလို့မရဘူးတာမအဲ့ဒီမင်းကလေးနဲ့တာကိုလက်ထပ်ပေးဖို့စိတ်ကူးထားတာပဲဗျာဟာဘာရီလဲတာကိုချစ်တဲ့သူပဲယူလို့မရဘူးလားတာဘဝကိုတာမပိုင်တာလားလေးလေးလည်းဘာမှမပြောတတ်တော့ပါဘူးကွာမအကြောင်းလဲမင်းသိရတဲ့နဲ့သူဖြစ်ချင်တာဖြစ်အောင်လို့လုပ်တတ်တယ်လေတာလောစေတော့အလိုက်တင်လေးနေပေးလိုက်ပါကွာနေနိုင်တပြင်းချလိုက်တယ်ကောင်းပြီလေတာကိုလာပြီးတော့ချုပ်ချိန်တော့ငိမ့်ခန်းဒီမှာမဟုတ်ဘူးနော်လေးအေးပါကွာနေနိုင်စိတ်ဖြတ်စွာနဲ့အင်းနီးယားကိုထွက်လာခဲ့လိုက်တယ်ကံရည်ပြေကိုကြည့်ပြီးတော့သူ့ရဲ့ရည်ထဲမှာခန်းစားနေရတဲ့အမုန်းတွေကိုလည်းဖြေဖြောက်နေတယ်သူ့ရဲ့မျက်ဝန်းမှာတော့မျက်ရည်စားတော့ရှင်းဝဲလျက်လွန်ခဲ့တဲ့နှစ်20ရာတာနေနိုင်ဒရီသားကိုအရေးကြီးတာပြောမယ်တာဟိုမှာတွေ့လားကားပိနာမှာရက်နေတဲ့သူကခွန်မိုင်းနဲ့သူကအရန်ရုပ်မှာကောက်ချက်တယ်မင်းမမီကိုဒီကောင်ကကြိုက်နေတာတာကြည့်လိုက်သူ့ကိုလက်တုပ်ပြန်မယ်သူကဒရီတို့မိသားစုဖြိုခွဲချင်နေတာသူကလေးလေးတငယ်ချင်းမဟုတ်လားတဲ့ဒီဟုတ်တယ်သားလေးလေးကိုသူကအကျန်းနဲ့ပေါင်းနေတာကွာသူ့အကျန်းသားမမီကိုရဖို့ပဲဒရီတို့မိသားစုဖြိုခွဲချင်နေတာနေနိုင်တယောက်ဥခုမိုင်ကိုမုန်းတီးစွာနဲ့ကြည့်လိုက်တယ်မင်းအရန်အောင်မှတရားလွန်နေပြီနှင်းစီငါကမင်းယောက်ျားဆိုတာကိုမင်းမေးညာလားဒီမှာကိုတင်ငိမ့်သူနှင်းစီဆိုတဲ့မိမဘာလုပ်နေလို့ရှင်းရလာပြီးရန်ရှာနေရလဲဘာလုပ်နေလဲဟုတ်လားဟိုကောင်ခွန်းမင်းပြန်ပြီးတော့ဆက်နေတာငါမသိဘူးထင်နေရလားကျမမြန်မာမိန်းကလေးမိမကောင်ညနာမများတတ်ဘူးခွန်းကျမတငယ်ချင်းတို့ပဲခင်ခဲ့တာပါအရင်ကဘာတွေဖြစ်ခဲ့သူကကျမတငယ်ချင်းပဲသူ့မှာလည်းမိသားစုရှိနေပြီသမီးတော်မှတနစ်အရွယ်ရောက်နေပြီရှင်းကဘာဖြစ်နေရလဲဘာဖြစ်ရမှာလဲခွန်းရဲ့အကြည့်တွေကိုငါမကြိုက်ဘူးဒီကောင်ငါမိသားစုဖြိုခွဲချင်နေတာတစ်ဖက်လူကိုထိခိုက်အောင်လို့ပြောဆိုတာရှင်းရဲ့အကျင့်ပဲကျမတော့လေသူ့ကိုခင်မြဲပဲဦးတည်ငိမ့်သူဒေါသကြီးစွာနဲ့တောက်ခောက်လိုက်တယ်နေနိုင်ရတော့ဖခင်ကိုကြည့်ပြီးငိုးနေရဲ့ကျဲလောင်စွာနဲ့ထွက်ပေါ်လာခဲ့တဲ့ကားတိုက်တန်နဲ့တူတူဦးတည်ငိမ့်တယောက်လောကကြီးကိုကြောခိုင်းသွားခဲ့ပြီးနှင်းစီတည်ငိမ့်အခုလိုမျိုးဖြစ်ရတာငါကြောက်မှာဟာငါကြောက်နင်းတို့စကားများကြတာငါဘာလုပ်ပြရမလဲပြောပါနှင်းစီရပါတယ်ဟာသူ့ရဲ့ဒေါသကြောင့်မလို့အခုလိုဖြစ်ရတာပဲလေနင်းနဲ့မဆိုင်ပါဘူးခွန်မဟုတ်ဘူးလေဟာငါရဲ့ပယောကလည်းမကင်းဘူးလေပြီးတော့သားလေးအတွက်အဖေမဲ့တာငါမကြည့်ရဘူးငါသားစိတ်သက်ကြန့်ခိုင်ပါတယ်သူ့အတွက်ခိုင်မြဲရှင်ပြည့်စုံတယ်ငါလည်းဒီမှာမနေချင်တော့ဘူးနိုင်ငံခြားကိုသွားတော့မယ်နင်အားရင်တော့ငါသားကိုသွားကြည့်ပေးပါနင်တကယ်ပဲသားကိုထားပြီးတော့သွားတော့မှာလားစဉ်းစားပါအောင်ဟာငါစဉ်းစားပြီးပြီငါသားရှိအတွက်ငါသွားမှာငါအတွက်စိတ်မပူပါနဲ့သားကိုပဲကြည့်ပေးပါအေးပါငါသားကိုစောင့်ရှောက်ပါမယ်မမီသားကိုထားသွားတော့မှလာရင်သားတီလူကြီးကိုမုန်းတယ်သူကြောင့်ဒယ်ဒီတေးရတာ
မမီကလည်းသူ့ကြောင့်တာအနာနဲ့ထွက်သွားတော့မှလားမသွားပါနဲ့မမီရဲ့တာတောင်းမှန်ပါရင်နော်ငိုယိုနေရဲ့သားကိုကြည့်ပြီးတော့နင်းစီမျက်ရည်တွေကျလာခဲ့တယ်။တာမမီကသားကိုချမ်းချမ်းသာသာနဲ့ထားခြင်းလို့သွားမှာပါ။သားတဲ့ဒီတေးရတာခုံနဲ့မဆိုင်ပါဘူးတာ။ခုံတာမမုန်းရဘူး။တာငရဲကြည့်လိမ့်မယ်။တာတို့မုန်းနေ။တာတို့လက်စားပြန်ချိမယ်။ခုံငါသားငဲသေးတယ်။အခုချိန်မှာတာကိုနေဘာမှမပြောပါနဲ့။သူတီးတင်တီးထိုက်တဲ့အချိန်ရောက်မှာပဲ။သူ့ကိုအမှန်တရားကိုဖွင့်ပြောပါ။ငါစိတ်ချပြစေ။စိတ်ချပါငါဂတိပေးတယ်။အဲ့ဒီအချိန်လေးကသူ့ရဲ့မာမီသူ့ကိုထားသွားခဲ့ခြင်းပဲအခုဆိုရင်မာမီငါ့ကိုစွန့်ပစ်ခဲ့တာအနည်း20တောင်မှရှိပြီပေါ့မာမီပြောတဲ့အမှန်တရားဆိုတာဘာလဲဘာပဲဖြစ်ဖြစ်ဟိုလူကြီးကိုငါလက်စားပြန်ချင်မယ်ခတ်ထန်နေတဲ့မာနတရားတွေအောက်မှာကြာဆင်းနေတဲ့နေနိုင်တယောက်လက်စားချိတ်ဖို့အတွက်ပြင်းပြနေရဲ့မင်္ဂလာပါခင်ဗျကျွန်တော်ကမနှင်းစီရဲ့မောင်ပါခိုင်မြဲတာပါအော်နှင်းစီရဲ့မောင်လေးကိုဒါနဲ့သားလီရောမတွေ့ပါလားသားကအလုပ်ကိစ္စနဲ့အပြင်သွားပါတယ်အေးစစ်စစ်အနားယူပါကောင်းပါပြီအော်ဒါနဲ့တို့သမီးမမမောင်နဲ့တွေ့ရတာဝမ်းသာပါရဲ့သမီးဟုတ်ဝမ်းသာပါတယ်အန်ကယ်ဒါဆိုတို့နားတော့မယ်သားပြန်လာရင်တော့လာပြောပါကောင်းပါပြီငါကန်လေစိုးပါမောက်မာတဲ့သူနဲ့မှလာတွေ့နေရလို့သားကငါ့ကိုပင်ပန်းတာကိုမကြည့်ရလို့အလုံးမလုံးခိုင်းပဲနဲ့အိမ်မှာထားခဲ့တာကိုသူတို့ကငါ့ကိုအလုတ်သမားလို့ဆက်ဆက်နေကြပါလားဦးခိုင်မြေခေါင်းကိုရမ်းပြီးတော့အခန်းထဲကိုပြန်သွားခဲ့လိုက်တယ်ရင်ကိုတောင်းထားတဲ့အဖြစ်လေးကိုကိုပေးပါတော့ကွာမမီကကိုတခြားသူနဲ့အိမ်အောင်ချပေးဖို့အတွက်စီစဉ်နေတယ်တကယ်ကြီးလားကိုတကယ်ပြောတာပါကိုမညာပါဘူးရင်စဉ်းစားချင်သေးတယ်ကိုဒယ်ဒီတိမောင်လည်းကြောက်တယ်ရင်ရှိမှာကိုရှိပါတယ်ဖြစ်လာသမျှရင်ဆိုင်မှာပေါ့အင်းမရင်စဉ်းစားပြီးအဖြေပြန်ပေးပါမယ်။နေနာရင်ချစ်ကိုအမြန်ရမှဖြစ်မယ်။မမီသဘောတူတဲ့သူလည်းသူယူလိုက်မယ်ဆိုရင်ဟိုလူကြီးကိုသူလက်စားချင်နိုင်မှာမဟုတ်ဘူး။သူရဲ့ကစားပွဲအတွက်ရင်းကိုတော့သူလိုအပ်တယ်။ဒါသားမမီရဲ့တငယ်ချင်းဒေါ်တရဖီးတဲ့ဒါကတော့သူ့ရဲ့သမီးမမမောင်နဲ့နေနိုင်မမမောင်ကြည့်လိုက်တယ်။ဟုတ်ကဲ့ကျွန်တော်နာမည်ကနေနိုင်သူပါ။သားကငငယ်လေးနဲ့အရန်တော်တာပဲနော်။စီးပွားရေးမှာလည်းဘရင်တစုလိုပဲသူ့ကိုမြောက်ပြောနေတဲ့ဒေါ်တရဖီကိုနေနိုင်ကြည့်လိုက်တယ်အိမ်မှာလွတ်လပ်နေပါလိုအပ်တာရှိရင်လည်းမလုံးကြီးကိုပြောလိုက်ပါလေးလေးလေးရှိတာဆိုတော့အန်တီတို့အဆင်ပြေမယ်ထင်ပါတယ်အန်တီတို့ဒီကိုလာတာသားကိုလေးလာဖို့ပါသားမမီနဲ့အန်တီကသားနေသမီးကိုမြန်ပေးဖို့အတွက်စီစဉ်ထားတာကိုသားသိမယ်ထင်ပါတယ် sorry ပါကျွန်တော်အခုချိန်မှာလက်ထပ်ဖို့အတွက်မတွေးချင်သေးပါဘူးအလောကကျွန်တော်အတွက်အရာရာထက်အရေးကြီးပါတယ်မင်းဆိုလိုတာအတိသမီးကိုမင်းလက်မထက်ချင်ဘူးလို့ဆိုလိုပါလားအမှန်ပါပဲကျွန်တော်ကကိုချတော့ပေါ်ကိုရက်နိုင်အောင်လို့စူးစမ်းနေရသူပါမမီစီကကျွန်တော်အကူအညီယူထားတာမရှိပါဘူးမိခင်ဆန္ဒရကျွန်တော်လိုက်ရောနေရပဲရှိတာပါအတိသမီးကချောပါတယ်ဒါပေမဲ့ကျွန်တော်သဘောမကျပါဘူးကျွန်တော်ထက်သားတဲ့သူနဲ့လက်ထပ်ပေးလိုက်တာသူ့အတွက်အကောင်းဆုံးပါပဲမင်းကအရန်ရိုက်တာပဲမင်းကိုမင်းတိတ်ပြီးတော့အထင်ကြီးနေရင် sorry ငါလည်းမင်းလိုလူနဲ့ငါသမီးကိုသဘောမတူပါဘူးလာသမီးပြန်မယ်ဒေါ်တရဖီသမီးကိုလက်ဆွဲပြီးတော့ပြန်မယ်အပြုအကူမမကျေးဇူးတင်နေနော်မမမှာချစ်သူရှိပါတယ်အခုလိုမမမလုပ်ရဲလို့အခုလိုမျိုးလိုက်လာတာပါမမကိုညင်းပေးတာကျေးဇူးပါရပါတယ်ညီမအခုတည်းညီမချစ်သူကညီမအတွက်အကောင်းဆုံးဖြစ်မှာပါမမမောင်ညီသူနဲ့စကားပြောစရာမလိုညီချစ်သူနဲ့ညီကိုငါလက်ထပ်ပေးမယ်လာခဲ့ဒေါသတကြီးနဲ့ထွက်သွားခဲ့ဒေါ်တရဖီကိုနေနိုင်တဲ့ဥခိုင်မြေဒီတိုင်းကြည့်နေလိုက်တယ်တာမမတားကိုတော့ပြောတော့မှာပဲပြောစမ်းပါစေတာကယူးမဆိုင်ဘူးလေးလေးတာအခုလိုမျိုးညင်းလိုက်တော့သူ့အတွက်လည်းကောင်းတယ်တားအတွက်လည်းကောင်းတယ်မဟုတ်ဘူးလားသူပြောချင်တာတွေပြောပြီးတော့ထွက်သွားခဲ့တဲ့နေနိုင်ကိုခိုင်မြေဒီတိုင်းကြည့်နေမိတယ်အားလုံးအတွက်ကတော့ကောင်းပါတယ်ဒါပေမဲ့လေးလေးအတွက်တော့မကောင်းတာမမရဲ့စူတော်လေးလေးခံရအောင်ပဲတားရင်ရင်ကို့အဖြစ်ပေးပါတော့ကွာကိုရင်နဲ့တူတူနေချင်ပြီမမီပေးစားတဲ့သူကိုညင်းလိုက်ပြီရင်ဟင်ဘာလို့လဲကိုမသူ့ကိုမချစ်တာရင်ကိုပဲချစ်တာလေရင်လည်းအကိုကိုချစ်တယ်လို့ပါပဲ
ဟင်တကယ်လားယိန်ကို့ကိုတေချာပြောပါကွာယိန်ရှက်ပြုံးလေးပြုံးလိုက်တယ်နေနိုင်ရတော့ယိန်ကိုရင်ခွင်လေးတွေကိုပွေဖက်ထားလိုက်တယ်ယိန်ငါရဲ့လက်စားချိန်မှုတွေကမင်းနဲ့မဆိုင်ပါဘူးဒါပေမဲ့ငါမင်းကိုငစားဖြစ်နေတော့လောက်ရမှာပဲယိန်မင်းတယ်ဒီငါတယ်ဒီလိုမျိုးခံစားရအောင်လို့ငါလုံမှာအကူယိန်ဒယ်ဒီတိမှကြောက်တယ်မကြောက်ပါနဲ့ယိန်ရဲ့ကိုရှိပါတယ်ကိုအားကိုးစက်မှာယိန်ရဲ့ကိုအခုကနေစပြီးတော့ကိုလို့ခေါ်နော်ဟိရှက်စရာကြီးမခေါ်ရဲပါဘူးမရပါဘူးနော်ခေါ်ပါကြားချင်လို့ပါချစ်သူရဲ့မျက်နှာလေးညှိုးနေမှကြောက်တဲ့ယိန်နေနိုင်သဘောတိုင်းကိုလို့ခေါ်ခဲ့ရတယ်ကိုလာပါတယ်နေ့ရက်လေးတွေမှာချစ်သူရဲ့ရင်ခွင်ထဲမှာခိုးဝင်နေတဲ့ယိန်တယောက်တနာစရာကောင်းလာပြီတာနေနိုင်မမီသဘောတူတဲ့လူကိုတာကဘာလို့ညင်းရလဲဘာလဲမမီကအဝေးမှမလို့တာကကျူးမဆိုင်တာလားမဟုတ်ပါဘူးမမီကတာမှသူ့ကိုမချစ်တာတာသူ့ကိုလက်မထက်နိုင်ပါဘူးတာအသက်ကမငယ်တော့ဘူးနော်အိမ်အောင်ပြုတ်သိနေပြီတာမှချစ်သူမရှိသေးဘူးလားချစ်သူရှိနေပါပြီမမီရဲ့သူ့ကိုပဲတာယူမှာတကယ်လားဒါဆိုမမီပြန်လာခဲ့တော့မယ်အလဲဆိုရင်တော့မလာနဲ့မမီအပီးလာမှပြန်ခဲ့ဒီတစ်ခါအပီးပြန်လာမှာပါငါသားကိုမမီအရန်လွှတ်နေသားနဲ့တူတူနေချင်နေမမီအဲ့ဒီစကားကိုဟိုးအရင်ကတည်းကပြောတင်တာသားမမီစီကအဲ့ဒီစကားကိုဘလောက်တောင်မှတန်တာခဲ့ရလဲဆိုတာမမီမသိပါဘူးမမီသိတာပေါ့သားရဲ့မမီမှလည်းအကြောင်းရှိလို့ဒီမှာနေရပါသားကိုမမီချစ်လို့အခုလိုခွဲနေရပါသားနားမလဲဘူးမမီသားတို့မိသားစုဖြိုခွဲခဲ့တဲ့ဟိုလူကြီးကိုပဲသားအယမ်းမုန်းနေငါသားအမုန်းတွေရလဲခက်ထန်မာကြောလိုက်တာသားရဲ့အမုန်းတွေကိုသားပေတော့မှစွန့်ပစ်မှလဲခွန်းကသားထင်တယ်လို့လူယုံမှမဟုတ်ပါဘူးတော်ပြီမမီသားဘာမှမကြားချင်တော့မမီပြန်လာရင်သားလာကြိုမယ်ဒါပဲမမီနေနိုင်ဖုန်းချလိုက်တယ်ငါသားပေတော့မှအမုန်းတွေစွန့်လွတ်မှလဲမမီသားအတွက်တော့ရှင်နေတယ်သမီးဒယ်ဒီသမီးကိုမေးစာရှိတယ်ဒယ်ဒီကိုအမှန်တိုင်းဖြေပါရင်းတယောက်ကြောက်ကြောက်နဲ့ဒယ်ဒီအနားမှာထိုင်လိုက်တယ်ဒယ်ဒီမိတ်ဆွေတယောက်ကဒယ်ဒီကိုပြောတယ်သမီးမှာချစ်သူရှိနေပြီတဲ့အဲ့ဒါဟုတ်လားရင်းဖခင်ကိုကြည့်လိုက်တယ်ဟုတ်ပါရဲ့ဒယ်ဒီရင်းမှာချစ်သူရှိနေပါပြီသမီးကအခုမှပြန်ရောက်တာလေဘလို့လုပ်ပြီးတော့ချစ်သူကရသွားလေသူနဲ့တွေ့တာမကြသေးပါဘူးသူကရင်းကိုတကယ်ချစ်တာပါဒယ်ဒီတော်သမီးကယောက်ျားရဲ့အကြောင်းဘလောက်တောင်သိလို့လဲအဲ့ဒီကောင်ကဘာတူလဲဒယ်ဒီသူနဲ့တွေ့ချင်တယ်ကျွန်တော်ဒီမှာပါဒယ်ဒီအတန်လာရအောင်သူတို့လှည့်ကြည့်လိုက်တယ်ဟင်ကိုဟမ်မင်းချားတိတ်လေဘာလာလောက်တာလဲဒယ်ဒီသမီးကိုကျွန်တော်လာတောင်းတာပါဗျခနဲ့တန်နဲ့ပြောလာခဲ့တဲ့နေနိုင်ကအမြင်ကက်စရာသမီးချစ်သူကသူ့လားဟုတ်တယ်ဒယ်ဒီချားတိတ်လေဦးတောင်းမှန်ပါတယ်ကွာသမီးလေးနဲ့ဒီကိစ္စဘာမှမဆိုင်ပါဘူးမင်းမကြိတ်နဲ့ဘူးဆိုရင်ဦးကိုကြိုက်တာလုပ်ပါကွာသမီးလေးတော့ဆွဲမသွင်းပါနဲ့ဟင်ဒယ်ဒီနဲ့ကိုကသိနေရလားဟိုလူကြီးကျုပ်ကိုအထင်လွဲနေပြီခမည်းသမီးကိုတကယ်ချစ်တာဗျလက်စားချစ်ချင်လို့ချစ်တာမဟုတ်ဘူးစိတ်မပူပါနဲ့ရည်သက်တဲ့နေနိုင်ရဲ့စကားတွေကခံရခက်လာတယ်မမီပြန်လာတော့မှရင်းနဲ့ကျွန်တော်လက်ထပ်ပေးဖို့လေဟင်ဒီကိစ္စနှင်းစီသိတယ်ပေါ့ဟုတ်လားရင်းကခမည်းသမီးမှန် तू မသိပါဘူးဘာလို့လဲဒယ်ဒီရဲ့ဒယ်ဒီနဲ့ကိုကဘာတွေဖြစ်နေကြလဲရင်းကိုလည်းပြောပြပါဦးရင်းဘာမှနားမနေတော့ဘူးသမီး तू ကသမီးကိုတကယ်မချစ်ဘူးဒယ်ဒီကိုမကြည့်နဲ့လို့သမီးကိုချင်းကပ်ခဲ့တာရောက်ကတိဘာတွေလျှောက်ပြောနေရလဲခမည်းရဲ့သမီးကိုကျွန်တော်ကတကယ်ချစ်လို့ယူမှာဗျငါသဘောမတူငါသမီးနဲ့မင်းကိုလုံးဝသဘောမတူဒီမှာဥခုမိုင်းခမည်းသဘောမတူလဲရင်းကိုကြောက်ရအောင်ယူမှာစိတ်ချရင်းမင်းကိုချစ်တယ်ကိုချစ်ကိုယုံနေဆိုရင်ကိုနဲ့လိုက်ခဲ့ပါရင်းမလိုက်ရအောင်သမီးဒယ်ဒီစကားနားထောင်ပါ तू ကသမီးကိုတကယ်မချစ်ဘူးဘာတွေလဲရင်းနားမလေတော့ရင်းဘာမှလည်းမသိချင်တော့ရင်းတယောက်စိတ်ရှုပ်စွာနဲ့အိမ်ပေါ်တက်သွားခဲ့တယ်ဒီမှာဟိုလူကြီးခမည်းရဲ့သမီးကိုကြတော့နှမျောနေပါလားကျုံမိသားစုကြတော့ဖြက်စီးခဲ့ပြီးတော့အလဲရောက်မှကြောက်မနေပါနဲ့စိတ်ချရင်းကိုကျုပ်ကရအောင်ယူပြမယ်ပြောချင်တာပြောပြီးတော့ထွက်သွားခဲ့တဲ့နေနိုင်ကိုကြည့်ပြီးဥခုမိုင်းမျက်ရည်တွေနဲ့ကြံ့ရစ်ခဲ့တယ်။ဒါ
မင်းဘာတွေရှောက်လို့နေရလဲခွန့်ရဲ့သမီးကိုမင်းတကယ်မချစ်ပဲနဲ့ဘာလို့တွဲရလဲခွန့်မင်းမုန်းတာလေးလေးဘာမှမပြောလို့ပါဘူးဒါပေမဲ့အပြစ်မရှိတဲ့ကလေးမလေးကိုတော့လှုပ်ပေးလိုက်ပါသားရဲ့လေးလေးသားကရဲကိုမချစ်ဘူးလို့ဘာလို့ထင်နေရလဲသားသူ့ကိုချစ်လို့လက်ထက်ချင်တာလေသားခွန့်ကသားထင်တယ်လို့မျိုးသားမိသားစုဖြစ်စည်းခဲ့သူမဟုတ်ပါဘူးသားသူ့အထင်လွဲနေရပါတော်ပါတော့လေးလေးရသားအဲ့ဒီစကားတွေမကြားချင်တော့အယမ်းမုန်းနေသားသိတာသူ့ကိုသားအယမ်းမုန်းနေစွာပဲလေးလေးဘာမှမပြောတော့ပါဘူးဒါပေမဲ့သားအခုလိုလှုပ်တဲ့အတွက်လေဒီနေ့နောင်တမရပါနဲ့လို့လေးလေးပြောချင်တယ်နောင်တဆိုတာသားရဲ့ရာဇဝင်မှာမရှိစရာပါဘူးလေးစိတ်ချပါမမကြီးမမသားတော့အမှားကြီးတစ်ခုကျူးလွန်နေပြီကျွန်တော်ဆုံးမလို့လည်းမရတော့ဘူးမမပြန်လာပါတော့ဗျာဦးခိုင်မြေမမကိုသာတောင်းတနေမိရောတယ်မမီတာငါသာကြည့်ပါအောင်ခန့်ကြောကြီးပါလားမမီသားအပြင်မှာပိုခန့်ပြီပိုချောပါလားမမီသားမိချင်းမြောက်နေပြန်ပြီလာကားပေါ်တက်သားတို့အိမ်ရောက်မှစကားပြောကြပေါ့နေနိုင်မမီရဲ့အိတ်တွေကားတွေကိုထည့်လိုက်တယ်မမီအပြီးပြန်လာလားသားအယံဝမ်းတာတယ်သားကိုနောက်ထပ်ထားမသွားပါနဲ့ရောနော်အေးမာသားရဲ့မမီသားနှားမှာပဲနေတော့မှာပါသားကိုကြည့်ပြီးတော့ဒေါ်နေစီမျက်ရည်ဝဲမိတယ်ဟင်မမီငိုနေရလားဘာဖြစ်လို့လဲဘာမှမဟုတ်ပါဘူးသားရဲ့သားကိုတွေ့ပြီးတော့ပြောလို့မျက်ရည်ဝဲမိရပါနောက်ထပ်မမီမျက်ရည်မဝဲရပါဘူးသားတို့အတူတူနေကြမယ်ပျော်ပျော်ရွှင်ရွှင်ပေါ့မမီရဲ့အင်းပါသားရဲ့ကားလေးကနေနိုင်အိမ်စီတို့ဦးတီလျက်ဟာမမပြန်ရောက်လာပြီလာမမအိမ်ထဲဝင်ခိုင်မြေနေရအောင်လေအခုထိကလေးဆန်တော့မယ်မမလည်းကျွန်တော်ကလေးမဆန်ပါဘူးဗျအသက်တောင်မှ90နာကတ်တော်မယ်ဟုတ်ပါပြီခီးရောက်မဆက်မရအောင်မယ်တားရဲ့ကောင်းမလေးနဲ့မမီကိုတားပေးတော့တွေ့ပေးမှလေမနေ့ပြန်တွေ့ပေးမယ်မမီဗာလေချွေးမလေးကိုအရင်တွေ့ချင်နေရဲ့ပေါ့ငါသားရွေးချယ်တဲ့သူမမီကတွေ့ချင်တာပေါ့တားရဲ့ဟုတ်ကဲ့ပါမမီအနားယူလိုက်အောင်နော်တားကုမ္ပဏီသွားလိုက်အောင်မယ်ကောင်းပါပြီမမသားဘသူနဲ့ကြိုက်နေရလဲဆိုမမသိလားဟင်ငါသားဘသူနဲ့ကြိုက်နေလို့တော့ဘသူကမှလဲခွန့်သမီးနဲ့ကြိုက်နေရလေကျွန်တော်အထင်ပြောရမယ်ဆိုရင်တာကောင်းမလေးကိုတကယ်မကြိုက်တော့ဘူးခွန့်လက်စားချစ်ခြင်းလို့ကြိုက်နေရပဲဖြစ်ရမယ်ဟင်တကယ်ပဲလားငါသားအရင်စိုးနေပါလားငါသားကိုပြစ်ထားမိတာငါအရင်မှားသွားပြီဒါတွေအလုံးငါကြောင့်ဖြစ်ရတာငါအတုံးမကြလို့ငါသားအခုလိုဖြစ်ရတာမမအဖြစ်တွေမဟုတ်ပါဘူးဒါအညိုကြီးလွန်းတာပါမမရဲ့အင်းလေဘာပဲဖြစ်ဖြစ်ငါသားအမုန်းတွေကိုဖျောက်ပေးနိုင်တဲ့သူကခွန်သမီးပဲဖြစ်ရမယ်ခွန်နဲ့မမတွေ့ချင်တယ်ခိုင်မြိန်ကောင်းပြီမမကျွန်တော်စီစဉ်လိုက်ပါမယ်ငါသားအတွက်တကူခုတော့လုံးမဖြစ်တော့မယ်နင်းစီနင်းပြန်လာတာငါအယံဝမ်းသာတယ်ဟာငါလည်းနင်းကိုတွေ့ရလို့ဝမ်းသာပါတယ်ဒါပေမဲ့ငါနင်းကိုအယံအားနာတယ်ခွန်ဘာဖြစ်လို့လဲနင်းစီနင်းသမီးနဲ့ငါသားအကြောင်းခိုင်မြဲပြောပြလို့ငါသိပြီပြီဒါအရင်အစွဲလန်းကြည့်တယ်ငါသူ့ကိုပြစ်ထားမိတာအရင်နောင်နာရတဲ့ခွန်ဘယ်တက်နိုင်ပါမလဲဒါငါ့ကိုမုန်းနေရပဲလေငါဘက်ကသူ့ကိုဘာမှမလုပ်ပေးနိုင်ခဲ့ဘူးနင့်သမီးနဲ့တောင်းငါနေရာချထားပေးခြင်းလေနင့်သဘောရောဘလို့လဲအမှန်တိုင်းပြောရင်တော့သားနဲ့သမီးကိုငါသဘောတူတာပေါ့ဒါပေမဲ့သားကသမီးကိုမချစ်ဘဲနဲ့ငါ့ကိုလက်စားချစ်ခြင်းလို့ချစ်တာဆိုတော့ငါသဘောမတူဘူးဟာငါသမီးကိုငါတနာတယ်ငါနားလေပါတယ်ဒါပေမဲ့သမီးရပဲသားကိုလမ်းမှန်ပြပေးနိုင်မှာအမှန်တရားသူ့အတွက်ခါသိမဲဆိုတာငါတို့သိညာပဲလေသမီးလေးရပဲသူ့ကိုအမောင်လေးကနေခေါ်ထုတ်နိုင်မှာစိတ်ချပါသားလမ်းမှန်ရောက်ဖို့အတွက်ငါသမီးနဲ့သားကိုသဘောတူပေးပါမယ်နင်အခုလိုမျိုးသဘောထားပြီးနိုင်တာငါဝမ်းသာပါတယ်ငါအတ္တဆန်ပေမဲ့အခုလိုမျိုးလုပ်ရလဲအားလုံးကောင်းဖို့အတွက်ပါငါသိပါတယ်နေစဉ်သားကောက်မလေးကခွန့်ရဲ့သမီးဆိုတာမမီသိပြီသားတို့တကယ်ရောချစ်ရလားခွန့်သားလက်စားချစ်ခြင်းလို့လုပ်တာလားမမီတီသွားပြီပေါ့သားရင်ကိုချစ်ပါတယ်ဒါပေမဲ့သားချစ်တွေကနူညံတဲ့အချစ်မဟုတ်တော့သားလည်းမတက်နိုင်ဘူးသားရဲ့ဘယ်တော့မှအမုန်းတွေပျောက်မှလဲခွန့်ကသားထင်တယ်လို့မျိုးမဟုတ်ပါဘူးမမီသားရင်ကိုလက်ထက်မယ်မမီလိုက်တောင်းပေးပါကောင်းပြီလေမနေ့ပြန်မမီလိုက်တောင်းပေးပါမယ်နေနိုင်ရသူနိုင်တော့မှာမို့လို့အရန်ပျော်နေရတယ်သူ
သူ့ရဲ့မျက်နှာမှာလည်းနာကျင်ရဲ့အမုန်းတွေအထင်သားမြင်နေရတယ်။သမီးဒယ်ဒီသမီးကိုပြောစရာရှိရင်ထိုင်ပါဦးသမီးဟုတ်ကဲ့ဒယ်ဒီသမီးကိုနေနိုင်တဲ့ဒယ်ဒီနဲ့ပတ်သက်မှုပြောပြပေးမယ်။ဟုတ်ဒယ်ဒီတကယ်တော့နေနိုင်ရဒယ်ဒီကိုအယံမုန်းနေတာသူ့ရဲ့မိသားစုဒယ်ဒီကဖြိုခွဲခဲ့တယ်လို့သူထင်နေရသူကဒယ်ဒီကိုလက်စားချစ်ချင်နေတာအဲဒါကြောင့်သူသမီးကိုချင်းကပ်ခဲ့တာအကူကရင်းကိုတကယ်မချစ်ဘူးလို့ဒယ်ဒီပြောနေရလားသူသမီးကိုတကယ်ချစ်လားမချစ်ဘူးလားဆိုတော့ဒယ်ဒီလည်းမသိဘူးဒါပေမဲ့သူ့ကိုဒယ်ဒီမမုန်းသူ့ဖေတရားဒယ်ဒီကြောင့်ဆိုတာမှန်တယ်ဒါပေမဲ့ဒယ်ဒီနဲ့သူ့ရဲ့ကြားထဲမှာအကြောင်းတစ်ခုရှိနေသေးတယ်သမီးကသူ့ကိုတကယ်ချစ်လားရင်းသူ့ကိုတကယ်ချစ်ပါတယ်ဒယ်ဒီအတကြီးရတော့မယ်သမီးတို့ဒယ်ဒီလက်ထပ်ပေးမယ်သမီးတို့ဒယ်ဒီအစားချစ်ပေးလိုက်ပါဒယ်ဒီဘာလို့ဆိုလို့ရလဲဒယ်ဒီပဲရင်းတို့သဘောမတူဆိုဟုတ်ပါတယ်ဒါပေမဲ့သားကိုသမီးနဲ့ပဲကဲနိုင်ပါလေသမီးကပဲသူ့ရဲ့အမုန်းတွေကိုသမီးအချစ်နဲ့ဖျောက်ပေးနိုင်ပါဒယ်ဒီနဲ့အခုကြားမှာရင်းရမြေစာပင်ဖြစ်နေပြီလားဒယ်ဒီအခုလိုလောက်ရတာဘာကြောင့်လဲဆိုတာတနေ့သားနဲ့သမီးသိလာမှာပါသမီးရဲ့ရင်းဒယ်ဒီကိုချစ်တယ်ရင်းအတွက်ဒယ်ဒီကအရာရပါပဲစိတ်ချပါဒယ်ဒီပေါ်မှာမုန်းနေတဲ့အကိုရဲ့အမုန်းတွေကိုရင်းပြောင်းဆုံးအောင်လို့လုပ်ပေးပါမယ်သမီးရဲ့ဥက္ခုမိုင်းသမီးကိုဖတ်ထားလိုက်တော့တယ်ကဲသားအစင်းသေးဖြစ်ပြီဆိုရင်လည်းတွားကြရအောင်လေသမီးလေးမျှော်နေရောပေါ့ပြီးပါပြီမမီရဲ့နေနိုင်ကလည်းအဝိစားတသန့်လေးဝေပြီးထွက်လာခဲ့တယ်ရင်ငါနိုင်တော့မယ်မင်းငါရဲ့ရက်ဆက်မှုတွေကိုခံနိုင်ရင်ရှိပါစေနေနိုင်မဲပြုံးနေပြုံးလိုက်တယ်ကဲတွားရအောင်ဒေါ်နင်းစီတယောက်သားရဲ့မင်္ဂလာပွဲအတွက်ကိုမပြောနိုင်ပါသားရင်ကိုလက်စားချစ်ခြင်းလို့လက်ထပ်မှန်းသိတယ်ဒါပေမဲ့သားရဲ့နှလုံးသားသူမကိုချစ်နေမှန်းဒေါ်နင်းစီသိတယ်သမီးခဏနေနေနိုင်တို့ရောက်တော့မှာသမီးအစင်သစ်ပြင်ထားနော်ဟုတ်ကဲ့ဒယ်ဒီရင်ရနေနိုင်ကိုချစ်လို့အခုလိုမျိုးလက်ထပ်ခြင်းမင်းသူမရဲ့အချစ်တွေနဲ့သူ့ရဲ့အမုန်းတွေကိုဖျက်ဆီးပေးခြင်းနဲ့ဟောသားတို့ရောက်လာပြီခွန်းမတွေ့ရကြပြီအေးကွာခိုင်မြေနောက်ဆုံးတော့လေငါတို့အမျိုးတော်ပါပြီပေါ့လာကွာအိမ်ထဲကိုခွန်းမင်္ဂလာပွဲကိုဘလို့ဖြစ်စေခြင်းလဲပြောပါငါသားရှင်ဆိုတော့နင်တို့ဖြစ်ချင်တာတွေကိုလိုက်ရောပါမယ်သမီးဆန္ဒရောဘလို့ရှိလဲမင်္ဂလာပွဲကိုဘလို့ဖြစ်စေခြင်းလဲရင်းရတော့ခန်းခန်းနားနားနဲ့တော့မဆောင်ချင်ဘူးဒီတိုင်းပဲမိဘတွေရှိမှလက်မှတ်ထိုးပြောပဲလက်ထက်ခြင်းနေကောင်းပြီလေရင်းသဘောပါကိုကတော့အခုချက်ချင်းမင်္ဂလာဆောင်ခြင်းနေကဲပါသမီးကခန်းခန်းနားနားမကြိုက်ရင်တော့မမီတို့ဒီနေ့ပဲလူကြီးတွေရှိမှလက်ထပ်ပေးပါမယ်အားလုံးရဲ့မျက်နှာမှာအပြုံးတွေနဲ့ဒါပေမဲ့နေနိုင်တဲ့ဥခုံမိုင်းရဲ့ရင်ထဲမှာတော့ဘလောင်ဆူးနေတယ်လူကြီးတွေရဲ့ရှေ့မှာသူတို့လက်ထပ်လိုက်ကြတယ်သမီးလေးလေးမမနေနော်သားနေလဲအစင်ပြောင်းလို့နေပါဒယ်ဒီစိတ်ချမယ်နော်ဟုတ်ကဲ့ဒယ်ဒီအားလုံးဥခုံမိုင်းကိုနှုတ်ဆက်ပြီးတော့ကားပေါ်တက်လာခဲ့ကြတယ်နေနိုင်ကတော့အောင်နိုင်တဲ့အကြည့်တွေနဲ့ဥခုံမိုင်းကိုကြည့်ပြီးတော့ကားပေါ်တက်သွားတယ်ဥခုံမိုင်းကတော့နေနိုင်ရဲ့အကြည့်ကိုသိတာမို့စိတ်ပူနေမိရတယ်ကဲသားတို့လည်းနားကြောက်လေမမီလည်းနားလည်အောင်မေနေနိုင်ရင်းကိုလက်ဆွဲပြီးအခန်းထဲကိုခေါ်လာခဲ့တယ်အခန်းထဲကိုရောက်တော့ရင်းမင်းကိုလက်ထပ်တာကျေးဇူးပါဒါပေမဲ့မင်းသိအောင်လို့တော့ငါပြောလိုက်မယ်ငါကမင်းကိုချစ်လို့လက်ထပ်ခဲ့တာမဟုတ်ဘူးမင်းဖေကိုလက်စားချေခြင်းလို့ငါမင်းကိုလက်ထပ်ခဲ့တာရင်းသိပါတယ်ကိုရင်းကိုမချစ်ဘူးဒယ်ဒီကိုမုန်းလို့ရင်းကိုလက်ထပ်ခဲ့တယ်ဆိုတာရင်းသိပြီးသားပါမင်းကရီးရတယ်ရင်းဒါတွေသိနေရတော့မှမင်းဘာလို့ငါ့ကိုလက်ထပ်ခဲ့ရလဲရင်းကိုချစ်လို့လက်ထပ်ခဲ့တာပါသွားစမ်းပါအဲ့ဒီအချစ်တွေကိုငါကဘာလုပ်ရမှာလဲအချစ်ဆိုတာငါအယုံကြည်မရှိဘူးငါသိတာမင်းကငါအတွက်တော့ငါကစားစရာအယုတ်ကလေးတယောက်ပဲကွာဟာဟာအယိုးလိုရေးပြီးတော့အခန်းထဲကနေထွက်သွားခဲ့နေနိုင်ကိုရင်းကြည့်ရင်နဲ့မျက်ရည်ကျလာတယ်ရင်းထဆက်မှာမင်းဘာလုပ်ညာလဲငါလာအောင်မဆောင်မင်းနဲ့အရင်အိတ်နေပေါ့ဘာလဲငါ့ကိုမလေးမစားလောက်တာလားအရင်မူးနေတဲ့နေနိုင်ကိုသူမတွဲလိုက်တယ်ဓမ္မငါ့ကိုမတွဲနဲ့ငါမမူးပါဇက်ကနေသာမမူးလို့ပြောနေရလူကတော့တရင်ကြိုင်ဖြစ်နေပြီရင်းသူ့ကိုကတင်ပေါ်တင်းလိုက်တယ်ဥခွန်မိုင်းခမ ्या ကြီးကိုကျုပ်လက်စားချင်မယ်ကျုပ်ပေခန်းစားသလိုခမ ्या လည်းခန်းစားစရာမယ်နေနိုင်သူပြောချင်တာကိုပြောပြီးတော့အိပ်ပျော်သွားခဲ့တယ်ကိုရဲ့ဒယ်ဒီကိုအဲ့လောက်တောင်မှမုန်းနေရလား
ရင်ကိုရဲ့အမုန်းတွေကိုခံနိုင်ရရှိအောင်လို့စ조사ပါမယ်။ဒါမင်းရင်ပေါ်မှာဘာလို့ရက်ဆက်ချင်နေရလဲ။ရင်ဟာတားရဲ့ရန်သူရဲ့သမီးလေတားရက်ဆက်မှာပေါ့။သူ့ရက်ဆက်ဖို့စတော့မှမစသေးဘူး။တော်တော့နေနိုင်။နေအဲ့လောက်ထိစိတ်တက်အောက်တန်းကြမယ်လို့ငါထင်မထားခဲ့ဘူး။နင့်ကိုငါသားလို့ပြောရမှာငါအယမ်းရှက်တယ်။ဟာမမီးကရင်ကိုထိလို့နားနေရလား။ဒါမှမဟုတ်ဟိုလူကြီးကိုပြောလို့နားနေရလား။ကဲဟဲ့အဲ့ဒါနင်ငါတိတ်ကောင်စော်ကားလို့ပဲနင်အရအောင်မှအတဆန်နေမိခင်တော်မှနင်မယုံတန်တရားတွေရှိနေရင်နင့်ကိုငါမွေးရတာဝမ်းရည်ဆက်တယ်မမီတားကိုအဲ့လိုမပြောပါနဲ့တားကမိသားစုနဲ့အတူတူနေချင်ခဲ့တာဒယ်ဒီသိရတာဟိုလူကြီးကြောက်မမီတိုင်းတစ်ပေါက်ထွက်သွားခဲ့ရလဲသူ့ကြောင့်ပဲတားကသူ့ကိုမမုန်းမင်းနဲ့ကြည့်ရမှာလားမမီရဲ့အဲ့ဒါနင်ထင်ရလေဘေးဟာအမှားဘေးဟာအမှန်လဲဆိုတာခွဲကြဖို့နင့်မှာအသိဉာဏ်မရှိဘူးလားနင်အဲ့လိုသာမာနတွေအမုန်းတွေထားနေမဲဆိုရင်တနေ့နင်နောက်တာအကြီးကျယ်ရလိမ့်မယ်ရာစမ်းပါစေအဲ့နောက်တာကိုဒါကြည်ကြည်နဲ့ကြီးဦးမှခံယူမှာပါတားရဲ့အမုန်းတွေကသူ့အတွက်ဒုက္ခရောက်စေရမယ်ဒါတားရဲ့စိတ်စားပဲမှမီပြောချင်တာပြောပြီးတော့ထွက်သွားခဲ့တဲ့တားကိုကြည့်ပြီးဒေါ်နင်းစီငိုနေရတယ်နေနိုင်အိတ်ကိုကတင်ပေါ်ပစ်ချလိုက်တယ်ဟူးသူတပြင်းရှည်ရိုးမှုတ်ထုတ်လိုက်ပြီးတော့ကတင်ပေါ်မှာလှဲလိုက်တယ်ရိန်ရသူ့အတွက်တက်မြာရီဖြောလာခဲ့တယ်ကိုအမောပြေတက်မြာရီလေးတောက်လိုက်ပါအောင်နော်နေနိုင်ရင်ကိုကြည့်လိုက်တယ်ငါအရင်စိတ်ညစ်နေရနော်တက်မြာရီလေးမတောက်ဘူးဘာမှမတောက်ချင်ဘူးကိုဘာဖြစ်လို့လဲရင်ကိုပြောပြလေမင်းကတော်တော်ဦးမှဆက်စုတာပဲရင်ငါအလုံးမအလုံးသမားတယောက်လက်ကျိုးသွားလို့ငါဒေါသထွက်နေရမင်းကတမျိုးအဲ့ဒီအလုံးသမားဘာဖြစ်သွားသေးလဲဟာဘာဖြစ်ရမှာလဲသူလက်ကျိုးတော့ခွင့်ယူမယ်ခွင့်ယူတော့ငါအလုပ်တွေလင်းဟင်းတာပေါ့အဲ့လိုလေမဟုတ်သေးဘူးလေကိုရဲ့ကိုကပိုင်ရှင်ပဲလေသူ့ကိုနင့်နာကျင်းလေးပေးပြီးတော့ခွင့်ပေးရမယ်လေနေနိုင်သူမကိုကြည့်လိုက်တယ်မင်းကတော်တော်မှကျင်နာနေပါလားမစိုးပါဘူးဖေးနဲ့တော့စိတ်တက်ကကွာတယ်ဒါပေမဲ့ငါ့ကိုတော့ဆရာလာမလုပ်နဲ့ငါမကြိုက်ဘူးနေနိုင်အဝတ်စားတွေချုပ်ပြီးတော့ရေချိုးကန်းထဲဝင်သွားခဲ့တယ်နေနိုင်ရဲ့ဖုန်းတန်ကြောင့်ရင်ဖုန်းလေးကိုကမ်းလိုက်တယ်ဟယ်လိုနေနိုင်ရှိလားညီမရှိပါတယ်ဘယ်သူလဲမသိဘူးရှင်ကျွန်တော်ကနေနိုင်ရဲ့တငယ်ချင်းပါထူးဝေပါသူနဲ့စကားပြောစရာရှိလို့ခေါ်ပေးပါလားကိုရေချိုးနေပါတယ်ပြောလိုက်ပါမယ်အော်နေနိုင်မိမလားအခုပြောနေရဟုတ်ပါတယ်အော်နေနိုင်ကိုတွေ့နေကြဆိုင်မှာခဏနေစုံမေးလို့ပြောပြပါညီမဟုတ်ကဲ့နေနိုင်ရေချိုးပြီးအခန်းထဲကနေထွက်လာတယ်ကိုတငယ်ချင်းနဲ့ဖုန်းလာတယ်တွေ့နေကြဆိုင်မှာစုံမဲတဲ့ခဏနေကြရင်လာခဲ့ပါတဲ့ထူးဝေလားဟုတ်တယ်ကိုအေးကောင်းပြီငါအတွက်အဝေးစားအစင်သစ်လှုပ်ထားသေးလားရင်အစင်သစ်မှာရင်နေနိုင်ကိုအင်ကြီးဝစ်ပေးလိုက်တယ်တတင်ကားအတွင်းမှာနေနိုင်တယောက်သူမရဲ့ကျူးဆိုင်ပေးမှုတွေအောက်မှာတော့နေမျောသွားခဲ့တယ်ရင်ရဲ့နှကန်းပါးလေးတွေကဆွဲဆောင်လွန်းလာပြီးတယ်ရင်ရဲ့အနက်အသက်လေးတွေကလည်းတင်းပြတ်နေရဲ့သူမရဲ့မျက်လုံးလေးတွေကပလဲနဲ့မဟူရာပေါင်းဆက်ထားသလိုချစ်စရာကောင်းလာပြီးတယ်နေနိုင်အသိပြန်ဝင်လာပြီးတော့သူမကိုကြောက်ခိုင်းကနဲ့ထူးဝေနဲ့ချိန်ထားတဲ့နေရာလေးတို့နေနိုင်သူမင်းအောင်လေတကယ်ပဲနမည်နဲ့လူနဲ့အရန်လိုက်တယ်သိလားမိမရတော့မှငါ့ကိုမဖိတ်ဘူး sorry ပါကွာငါလည်းအမြန်လက်ထက်လိုက်ရတာဆိုတော့ဘယ်သူမှမဖိတ်လိုက်ရဘူးကွာဒါနဲ့ငါမေးပါအောင်မေမင်းရချစ်သူတော့မှမရှိပဲနဲ့ချက်ချင်းလက်ထက်လိုက်တာဘာကြောင့်များလဲကွာဒီလိုပါပဲကွာငါမှအကြောင်းရှိလို့အမြန်လက်ထက်လိုက်တာဘာအကြောင်းလဲငါ့ကိုလည်းပြောပါဦးငါယူလိုက်တဲ့သူကတခြားသူမဟုတ်ဘူးငါရန်သူရဲ့သမီးပဲအဲ့ဒါကြောင့်မမီကိုအမြန်ခေါ်ပြီးတော့ချက်ချင်းလက်ထက်လိုက်တာဟင်ဦးခွန်မိုင်ရဲ့သမီးလားမင်းမိမဟုတ်တယ်သူ့နာမည်ကရိတ်နွဲတဲ့ငါထက်6 နှစ်ငယ်တယ်မင်းသူ့ကိုမချစ်ပဲနဲ့လက်ထက်လိုက်တာလားနေနိုင်အဲ့လိုဆိုရင်တော့မင်းအတကြီးသွားပြီကွာငါအမှန်တိုင်းပြောရမယ်ဆိုရင်ရင်းကိုချစ်ပါတယ်ဒါပေမဲ့ငါသူ့အဖေကိုအယမ်းမုန်းနေမင်းအမုန်းတွေကိုလျှော့ပါတော့ကွာရင်းကိုမင်းရနေပြီပဲမလျှော့နိုင်ဘူးထူပဲငါရင်းကိုချစ်လို့လက်ထက်တာတဲ့လက်စားချစ်ချင်လို့လက်ထက်ခဲ့တာမင်းသူ့ကိုချစ်နေရပဲကွာသူ့ကိုအဲ့လိုတော့မလုပ်ပါနဲ့ငါဘာမှမလုပ်ရသေးပါဘူးအခုမှစမှာဒီညအမူးတောက်ပြီးတော့ရင်းကိုနှိပ်စက်မှာနေနိုင်အရက်တွေတောက်ပြီးပြုံးနေတယ်ထူးဝေရတော့ခေါင်းသားရမ်းနေရတယ်ရင်သမီးလေးမအိတ်သေးဘူးလားဟုတ်ကဲ့မမီ
ကိုပြန်မလာသေးလို့ရိမ့်ဆောင်နေရပါအချိန်တိုင်းသူပြန်လာပါလိမ့်မယ်17နာရီတောင်မှထိုးနေပြီအိတ်တော်သမီးရပါတယ်မမီရိမ့်ဆောင်ပါမယ်မမီသွားရေးလိုက်ပါဒေါ်နင်းစီကလည်းဘာမှမပြောတော့ဘဲနဲ့အခန်းထဲကိုဝင်သွားခဲ့လိုက်တယ်အိမ်ရှိယာကားတန်ကြောင့်ရိမ့်အိမ်ရှိကိုပြေးသွားခဲ့တယ်ဒီရင်တိုင်နဲ့လမ်းလျှောက်လာခဲ့နေနိုင်အောင်သူမှတွဲလိုက်တယ်ကိုအရက်တွေတောက်လာပါလားလာရိမ့်တွဲပေးမယ်ဟာရိမ့်မင်းခုတည်းမအိတ်သေးပဲနဲ့ဘာလုပ်နေရလဲဟမ်ကိုစောင့်နေရလေဟမ်စိုးပါဘူးရိမ့်အဲ့ဒါကြောင့်မလို့လေငါကမင်းကိုချစ်နေရတာဒါပေမဲ့ငါမချစ်ရဲဘူးမင်းကငါရန်သူရဲ့သမီးငါ့ကိုမင်းအဖေလိုပဲရက်ဆက်မှာငါအရင်ကြောက်တယ်နေနိုင်ရင်နေရစကားကိုရိမ့်ချလိုက်ရတော့ဝမ်းသာသွားခဲ့တာတော့အမှန်ရိမ့်နေနိုင်ကိုအခန်းထဲကိုတွဲခေါ်လာခဲ့တယ်နေနိုင်ကရင်ပေါ်မှာလဲကျသွားတယ်ရိမ့်ရင်ငါမင်းကိုအရင်ချစ်တယ်မင်းရောငါ့ကိုချစ်လားငါမင်းအဖေကိုမုန်းတယ်ကွနေနိုင်ကလေးပတ်မှာငိုးနေတယ်ရိမ့်လည်းသူ့ရဲ့ဘေးနားမှာထိုင်ပြီးသူ့ရဲ့စပင်လေးတွေကိုတက်ပေးနေတယ်ကိုခံစားနေရတာကိုရိမ့်နားလေပါတယ်နေနိုင်ရိမ့်ကိုအတင်းဖတ်လိုက်တယ်ရိမ့်ကိုမင်းကိုလေအရန်ချစ်တယ်ကိုနားလေပြပါရိမ့်ရဲ့နေနိုင်ရဲ့ရင်ခွေထဲမှာရိမ့်ကငိမ့်သက်လျက်အဲ့ဒီညကတော့ရိမ့်တို့အတွက်လှပလို့နေဆရာစိတ်ုံမှာပြဿနာတက်နေပါတယ်အလိုသမားတယောက်စိုက်ပွားနေပြုတ်ကြလို့ခြေထောက်ကျိုးသွားပါတယ်ဟေးစိတ်ုံပို့ပေးပြီလားကိုတောင်ဟုတ်ပို့ထားပါတယ်ဆရာကိုသတင်းလာပို့တာပါအဲ့ဒါဆိုရင်လည်းသူ့ရဲ့မိသားစုဆက်သွယ်ပြီးတော့နင်နာချေဖြစ်နေထောက်ပံ့ကြေးပါပေးလိုက်ပါဟုတ်ကဲ့ဆရာခွန်းဟင်နှင်းစီပါလားဘာကိစ္စရှိလို့လဲငါလာတွေ့မှာပေါ့ဟာရတယ်ငါလည်းမျိုးထဲသွားရင်နဲ့နှင်းစီကိုခဏဝင်လာခဲ့တာဘာတောက်မလဲနှင်းစီရတယ်မတောက်တော့ငါပြောစရာရှိလို့ဘာမြတ်လဲငါတို့တော့မှားပြီထင်တယ်ဟာဒါကသမီးပေါ်မှာစိမ့်ခါတယ်သမီးလေးခံစားနေရတော့ငါမကြည့်ရဘူးဟာငါလည်းသိပါတယ်ဒါငါ့ကိုမုန်းနေတာဆိုတော့သမီးလေးကိုရက်ဆက်မဲဆိုတာငါသိပါတယ်ငါတို့ရိမ့်ပေါ်မှာမတရားဘူးလို့ငါထင်နေခွန်းသမီးကတားကိုချစ်ပါတယ်တားကလည်းသမီးကိုချစ်တယ်ဆိုတာငါသိပါတယ်သူတို့တနေ့တော့အဆင်ပြေသွားမှာပါနှင်းစီအဲ့လိုဖြစ်ရင်တော့အတိုင်းထက်အလွန်ဘောဟဖြစ်လာမှာပါငါတို့စိတ်ရှိရှိနေတော့စောင့်အောင်မှာပေါ့ဒေါ်နင်းစီနဲ့ဦးခွန်မိုင်းတို့လည်းစိတ်မသက်သာစွာနဲ့ထိုင်နေလိုက်ကြတယ်နေနိုင်တယောက်အိမ်ရှိရာကရင်ပြင်းလေးကိုကြည့်ရင်လည်းအရက်တွေကိုအဖော်ဖြူနေတယ်အားလုံးကငါ့ပေါ်မှာနားမလည်ကြဘူးဘာလို့ငါ့ရဲ့ခန်းစားချက်ကိုနားမလည်ရလဲကွာအရက်တွေတောင်းရင်ကပင်ငိုနေတဲ့နေနိုင်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေသူကဦးခိုင်မြဲတာမမီးကတားကိုကြတော့နားမလည်ပြီဟိုလူကြီးကိုကြတော့နားလည်ပြီတယ်ဒါကမမီးရဲ့တားရင်ရောဟုတ်ရဲ့လားဗျာရိမ့်မင်းနဲ့ငါ့ကိုနားမလည်ပြီငါခန်းစားတဲ့ဝေနာကျွမ်းနေပြီကွကျွမ်းနေပြီအရက်တွေကိုမနာတမ်းတောက်နေတဲ့နေနိုင်သူအထီးကျန်ချင်းရဲ့ဆုလက်တွေကိုခန်းစားနေရတယ်။တာမတောက်ပါနဲ့တော့ကွာအရက်များနေပြီ။လီလီတာအောင်မတားပါနဲ့ဗျ။တာတောက်ပြစေ။တာမူမအားလုံးမင်းလို့ရမှာ။ပြီးတော့ဟိုလူကြီးကိုတာသွားတက်အောင်ပါ။ဖျားဗျာ။တာမင်းဘာတွေပြောနေရလဲကွ။မင်းအစာတသက်ဖြစ်ချင်နေလို့လားတာ။ဟင်လီလီတာကိုဘာပြောလိုက်တာလဲ။တာကအစာတသက်ဟုတ်လား။အဲ့ဒါဘာတိတ်ပဲလဲမထူးတော့ပါဘူးကွာတားအောင်လေးလေးအမှန်တိုင်းပြောပြမယ်တကယ်တော့တားအရန်မုန်းနေတဲ့ခွန်ကတားရဲ့အဖေရင်းမယ်ဗျာဒါဆိုတားအရန်မှားသွားပြီပေါ့ဟုတ်လားလေးလေးတားကိုညာနေရမဟုတ်လားလေးလေးမညာပါဘူးတကယ်ပြောနေရပါတင်းငိမ့်သူကမမကိုအတင်းရအောင်လို့ယူခဲ့တာခွန်နဲ့မမလက်ထပ်ဖို့တီကိုရည်ရွယ်ခဲ့ကြတယ်မထင်မဖဲနဲ့တင်းငိမ့်ကမမကိုအရယူလိုက်တော့ပြဿနာဖြစ်သွားခဲ့တယ်။မမမှာခွန်းရဲ့ရင်သွေးလေးပါလာခဲ့တာကိုသိတဲ့ဒီညရခွန်းပေါ်မှာမနာလိုစိတ်နဲ့တာကိုခုတုံးလုပ်ပြီးတော့အမုန်းတရားတွေကိုရိုက်သွင်းပေးခဲ့တာ။ဟာဗျာတာအရင်မှားသွားပြီ။တာအဖေကိုတာကတတ်ဖို့တက်ထီကိုရည်ရွယ်မိပြီ။တာဘာလို့ရမလဲလေ။ဟာမဖြစ်ဘူး။နေနိုင်တယောက်အယူပမာဥခုမိုင်းဆိုင်ကိုပြေးလာခဲ့တော့တယ်။ကိုတောင်စိုက်ကပြီးတော့မှဆိုတော့အမမဖြစ်အောင်လို့တတိထားရမယ်ဟုတ်ကဲ့ပါဆရာအဲ့ဒီချိန်စိုက်အထက်မှပြင်တွေကျလာတယ်ဖေနေနိုင်ဥခွန်မိုင်းကိုတွန်းပြီးတော့ပြင်အပိခံလိုက်တယ်ဟာတာချလိုက်လေတာကိုတောင်
ကားစင်လေးပြင်လိုက်ပါတားကိုစေးုံပို့ရမယ်ဟုတ်ကဲ့ဆရာနေနိုင်ကိုအရေးပေါ်အခန်းထဲမှာကုသနေရင်ခွန်တားဘာဖြစ်တာလဲတားငါ့အသက်ကိုကယ်လိုက်တာခိုင်မြေတားအချိန်နေဘလို့လဲခွန်စိုးရင်ရလားအချိန်နေတော့ငါလည်းမသိသေးဘူးနှင်းစီဆရာဝန်လာမှပဲမေးကြည့်တာပေါ့ဆရာတားရဲ့အချိန်နေလေလူနာကကန်ကောင်းတယ်လို့ပြောရမယ်ပြင်တွေပြပေမဲ့ကြီးကြီးမားမားထင်ရတော့မရခဲ့ပါဘူးမကြခင်တတိယလာမှာပါတားရဲ့တားအခုလိုဖြစ်ရတာဖေဖေကြောက်မှာကွာဖေဖေကိုခွင့်လွှတ်ပါတားရဲ့တားရဲ့အနားမှာလေအားလုံးစိုးရင်စိတ်တွေနဲ့ထိုင်နေကြတယ်အာဟင်တားတတိယလာပြီလားဟုတ်ကဲ့ဖေဖေတားကိုခွင့်လွှတ်ပါတားရဲ့ဖေဖေမှမသိခဲ့လို့မှားခဲ့မိတာပါတားမိုက်ကိုခွင့်လွှတ်ပါဖေဖေတားရဲ့ဖေဖေကတားကိုအမြဲတမ်းခွင့်လွှတ်ပြီးသားပါကွာဖေဖေတက်ကိုတားကယ်ပေးခဲ့တာဖေဖေကျေးဇူးတင်ပါတယ်နေနိုင်ငိုတော့တယ်ဟင်တားဘာလို့ငိုနေရလဲခေါင်းကနာနေလို့လားမဟုတ်ပါဘူးဖေဖေတားမိုက်ခဲ့တယ်ဖေဖေကိုတတ်ဖို့အတွက်တားလှူငားပြီးတော့လှုပ်ချန်ခဲ့တာပါတားကိုတတ်လိုက်ပါတော့ဖေဖေရဲ့မဟုတ်တာတားရဲ့တားကအဖေမှမသိလို့လှုပ်ခဲ့တာပဲလေဖေဖေကခွင့်လွှတ်ပါတယ်ကွာမမီတားမမီရဲ့မြတ်တာကိုနားလေပါပြီလမ်းမရောက်နေတဲ့တားကိုအမုန်းခံပြီးတော့တွင်တင်ပြသပေးခဲ့တဲ့မမီတယောက်ရဲ့မြတ်တာကိုလည်းတားသိပါပြီတားကိုခွင့်လွှတ်ပေးပါမမီတားကိုမမီဘယ်တော့မှအပြင်းလို့မမြင်ခဲ့ပါဘူးတားရဲ့ခက်ထန်တဲ့အမုန်းတရားတွေနဲ့မာနတွေကတားကိုလမ်းမရောက်စေခဲ့တာပါတားအခုမာနတွေနဲ့အမုန်းတွေကိုပယ်ချပစ်လိုက်ပါတော့တားစိတ်ချပါမမီတားခက်ထန်လို့နဲ့မာနတွေကိုခွာချလိုက်ပါပြီတားကိုကြည့်ပြီးတော့အားလုံးရဲ့မျက်နှာတွေအပြုံးတွေပြင်းနေနေဟင်မမီဒါဆိုရင်ရင်းနေတားနဲ့သမီးကဘာမှမတော်ပါဘူးသမီးကဖေဖေရဲ့သမီးအရင်မဟုတ်ဘူးလေသမီးရဲ့မေမေကိုဖေဖေကစာနာထောက်ထားလို့တာဝန်ယူပေးခဲ့တာပါတော်သေးတာပေါ့ဖေဖေရဲ့တားရင်းကိုတကယ်ချစ်ခဲ့တာပါဖေဖေကိုလက်စားချစ်ခြင်းလို့ရင်းကိုယူခဲ့တာဆိုပေမဲ့သူ့ကိုတားတကယ်ချစ်တာပါဒါနဲ့လင်းလင်းရင်းရော့ရင်ဘာမှလဲဟုတ်သားပဲသမီးဘာမှလဲခိုင်မြိန်တားကမမအိမ်ဘွားနေစင်းနေနေကြရရင်းကိုပါအိမ်ဘွားနေနှင်ချခဲ့တာဟင်ဒါဆိုသမီးကဘာမှလဲတားကရင်းကိုဖေဖေစီကိုထွက်သွားမယ်လို့ထင်ထားခဲ့တာဖေဖေစီကိုသူမလာဘူးလားမလာဘူးတားရင်းသားကိုစိတ်နာပြီးတော့အဝေးကိုထွက်သွားတာများလားတားသူ့ကိုမတွေ့တွေ့အောင်လို့ရှားရမယ်တားစိတ်ကိုထိတ်ပါဖေဖေလည်းသမီးကိုတွေ့အောင်လို့ရှားပါမယ်အားလုံးကနေနိုင်ကိုအားပေးနှစ်သိမ့်နေကြတယ်နေနိုင်ကတော့သူ့အမအတွက်နောင်တတွေရနေရတယ်ပြားလင်းလေးကန်ရည်ပြင်းကြီးကိုငေးကြည့်ရင်ကပင်မျက်ရည်တွေဝဲနေတဲ့မိန်းကလေးသူမရဲ့ရင်ထဲမှာတော့ခံစားနေရတဲ့အလွမ်းတွေကရွာချတော့မဲ့မိုးတိမ်ပမာကိုရဲ့ရင်းရဲ့အချက်ကလေကိုအနှောက်ယှက်ဖြစ်စေခဲ့တာရင်းတကယ်လို့မှနာကျင်ခံစားရပါတယ်ရင်းကြောင့်ကိုဘယ်တော့မှမနာကျင်စေရပါဘူးကိုမသိတဲ့တနေရာကနေရင်းကိုချစ်နေမှာပါသူမရဲ့ခံစားချက်တွေကလေထဲမှာတော့ပျောက်ွယ်လျက်ကန်ရည်ပြင်းကြီးဟာသူမကိုလှောင်ရည်နေတယ်လို့ပင်အချစ်ကြောင့်ရတဲ့ဒဏ်ရာတွေကနှလုံးသားမှာတော့အနာရွတ်ပမာထင်ချန်လျက်ခိုင်မြိန်ငါတို့ဘယ်လိုလုပ်ကြမလဲသမီးကိုရှာမဖြစ်မယ်သမီးတခုခုဖြင့်ငါရင်ကျိုးမှာစိတ်ကြပါခွန်ရငါလည်းသမီးကိုတွေ့အောင်လို့ရှာပါမယ်သမီးလေးကသားကိုစိတ်နာသွားမြန်လားမဟုတ်တော့ပါဘူးနှင်းစီရဲ့သမီးလေးကသားအိမ်ဘွားနေဆင်းခိုင်းလို့ဆင်းသွားတာပဲဖြစ်မှာပါအဲ့လိုဆိုရင်တော့တိတ်ကောင်းပါပဲသမီးကိုရှာဖို့အတွက်ဘလောက်ကုံသုံးကွာအတိတ်ကတော့သမီးလေးကိုတွေ့ဖို့ပဲအေးပါစိတ်ချဦးခိုင်မြဲသားလေးရင်းရှာပုံတော်ဖွင့်ဖို့အတွက်စူးစမ်းရတယ်တည်တော်သူကြာရင်မေ့ပျောက်တော်သူရှာရင်တွေးဆိုတဲ့စကားပုံကအလကားထားတာမှမဟုတ်တာပုံစံပါစေတနေ့တော့တွေ့ရမှာပေါ့အာတင်းနဲ့ရှာဖွေနေရဲ့ဦးခိုင်မြဲသားကိုကံကြမ္မာမကြည်စားဖို့အတွက်ဆူတောင်းမိတယ်ဖေဖေတားကိုရင်းရမုံသွားပြီထင်တယ်နော်မဟုတ်ပါဘူးတားရဲ့သမီးလေးကတားကိုအရင်ချစ်တာပါတားကိုချစ်လို့တားစိတ်ချမ်းတောင်းလို့အဝေးကိုထွက်သွားတာပဲဖြစ်မှာပါတားအရင်တကူကောင်းဆန်ခဲ့တယ်ရင်းကိုတားတောင်းမှန်ခြင်းလေအိမ်မှာတားရဲ့နေကောင်းလို့စူးစမ်းနော်တားနေကောင်းမှသမီးကိုတောင်းမှန်လို့ရမှာလေတားနေကောင်းနေနော်ဟုတ်ကဲ့ပါရင်းရဲ့မင်းဘယ်စီမြန်ရောက်နေရလဲကွာကိုမုံသွားပြီလားယင်ကိုလေရင်းကိုအရင်ချစ်တာပါ
မှန်သောစကားပါရိမ့်ရင်ကိုစီကိုပြန်လာခဲ့ပါတော့ရှင်အရက်တွေကိုအဖော်ပြပြီးတော့အလွမ်းတွေကိုဖော်ကျူးနေတဲ့ပုထုဇဉ်လူသားနေနိုင်သူရဲ့မြဝန်းအိမ်မှာတော့နာကျင်မှုတွေထုံဖွဲ့လို့နေရည်တွေပြည့်နှက်နေရဲ့ဘဝမှာတော့မထားတဲ့မာနကိုထားခဲ့မိလို့အဆုံးသတ်မှာတော့ဝေနာရီယာပြည့်နှက်လျက်ရှိနေအောင်သိလိုက်ရတဲ့အချိန်မှာချစ်ခင်သူကအနားမှာမရှိတော့ပေအထီးကျန်မှုတွေကသူ့အတွက်နေသားကျနေပြီဆိုပေမဲ့ချစ်သူရဲ့စွန့်လွတ်မှုကိုတော့ခံစားနိုင်ဖို့ကသူ့အတွက်နေသားမကျသေးပေဒါအရက်တွေတိတ်မတော့ပါနဲ့ကွာရင်းကိုမကြခင်လေးလို့ရှာတွေးတော့မှာပါဘယ်တော့လဲလေးလေးတားကိုပြောပါဦးရင်းရတားကိုမုန်းသွားပြီထင်တယ်သူတားကိုစွန့်ခွာသွားပြီရင်းကိုနှင်ထုတ်ခဲ့တဲ့ဟော်ဒီပါဇက်ကိုတားမုန်းနေသူ့ပါဇက်လေးကိုရိုက်ပြီးတော့ပြောနေတယ်နေနိုင်အောင်အားလုံးကဝိုင်းပြီးတော့တားကြတယ်ဖြစ်လာသမျှဘယ်တက်နိုင်ပါမလဲလေရင်ဆိုင်ရမှာပေါ့သမီးလေးတက်နေတော့တားစီကိုတေးချပေါက်ပြန်လာမှာပါတားရဲ့တားရဲ့ဝေဒနာကိုနှစ်သိမ့်ပေးနေမျက်ရည်လဲနေတဲ့ဒေါ်နင်းစီသူမအတွက်တားအရာရပါဖေဖေရင်းရဲ့ဖုန်းခေါ်ကြည့်ပေးပါဦးဖေဖေခေါ်ရင်သူကင်လောက်မှာပါဖေဖေစူးစမ်းကြည့်ပြီးပါပြီသမီးလေးဖုန်းကစက်ပိတ်ထားတယ်တဲ့ခွန်ဒီလိုလုပ်ပါလားသတင်းစာမှာအမြန်ပြန်လာဖို့အတွက်ကြော်ညာလိုက်ရင်ရောဘလို့လဲဟာအဲ့ဒါကောင်းနေတာဖေဖေစားလိုက်ကိုသွားပြီးတော့ကြော်ညာခိုင်းလိုက်မယ်ဥခွန်မရလည်းအားလုံးနှုတ်ဆက်ပြီးတော့စားတိုက်ကိုသွားလာခဲ့တယ်တာမကြခင်ရင်းပြန်လာတော့မှာပါတာဖြစ်တဲ့သူဒေါ်နင်းစီနှစ်သိမ့်ပေးနေရင်ရင်းသမီးလေးအိမ်ကိုလွမ်းနေပြီလားအဖွားမြရဲ့အတန်ကြောင့်ရင်ပန်းမင်ရေလောင်းနေရနေထလိုက်တယ်အဖွားများဆိုတာသူ့ဖေဖေရဲ့အတော်ဝမ်းခွဲပါပြုံးနေမှာနေတဲ့သူအဖွားများနဲ့ရင်ရအရင်တည်းကအဆက်တွေမပြတ်အခုအိမ်အောင်ကြောက်လေအလောတကြီးဖို့လို့အဖွားများမလာခဲ့နိုင်ပါရင်းရဲ့အိမ်အောင်ရဲ့အစင်မပြေဘူးလို့အဖွားများရင်းကိုခေါ်ပြီးတော့စောက်ရှောက်ထားခဲ့တယ်ရင်းဒယ်ဒီနဲ့ကိုတတိယပါတယ်ဒါပေမဲ့ရင်းမပြန့်ချင်ဘူးရင်းကိုကအလိုမရှိဘူးရင်းရသူ့အတွက်ဘာမှအသုံးမဝင်နေသူပါရင်းပြန်ရင်သူစိတ်ညစ်ရမှာအဲ့လိုအဖြစ်မျိုးရင်းမလို့လားဖွားများအိမ်နောက်တစ်ခုပြုတ်ပြီးမှတော့လေဖြစ်လာသမျှကိုရင်ဆိုင်နိုင်ဖို့အောင်းမွေးရမယ်ရင်းကိုရဲ့လင်းသားလူဆိုးပဲဖြစ်ဖြစ်လူကောင်းပဲဖြစ်ဖြစ်ကျင်နာရမှာပဲအိမ်နောက်မှုဖျားသည်စေးမီစုပ်ထိုးဆိုတဲ့အတိုင်းပဲအိမ်နောက်တစ်ခုတည်ပြီးပြီဆိုရင်တော့ပြုပြင်လို့မရတော့ဘူးကောင်းတဲ့ဆန်မကောင်းတဲ့ခံရမှာပဲမြမမိန်းကလေးဆိုတာတလင်တမယားဆက်နေပဲကျင့်သုံးရမယ်သမီးအဖွားမြရဲ့စကားတွေကမှန်ပေမဲ့ရင်းအတွက်ကတော့လက်ခံဖို့ခက်ခဲနေရဲ့ရင်းရဲ့အချစ်ကချစ်သူအတွက်ဘေးဖြစ်မအောင်လဲသူမအလိုမရှိပါချစ်သူစိတ်ချမ်းသာဖို့ကသူမရဲ့ဆန္ဒအဖွားမြရင်းကိုအခုလိုမျိုးစောက်ရှောက်ပေးတာကျေးဇူးတင်ပါတယ်မဟုတ်တာမောင်မရဲ့သမီးကအဖွားမြရဲ့မိပဲလေစောက်ရှောက်ရမှာပေါ့အဖွားမြရဲ့တောင်းဝင်ပါရင်အဖွားမြကိုပွေ့ဖက်လိုက်တယ်အဖွားမြကလည်းရင်ရဲ့ကြောပြင်းလေးကိုညင်သာစွာနဲ့ပုတ်ရက်ရင်ထဲမှာမကောင်းမိပဲငငယ်ရွယ်နဲ့အိမ်အောင်ကြပြီးတော့အိမ်အောင်ကြီးအစင်မပြေပဲကန်ခေခဲ့ရတဲ့မိကိုတော့အဖွားမြဘလို့နှစ်သိမ့်ပြရမလဲမသိတော့ပဲရင်သမီးလေးလာပါဦးအဖွားမြရဲ့အတန်ကြောင့်မလို့ရင်အခန်းထဲကနေထွက်လာခဲ့လိုက်တယ်ဘာဖြစ်လို့လဲအဖွားမြဒီမှာမိရဲ့ခင်မကမိကိုပြန်ခေါ်တဲ့စာသတင်းထဲမှာပါလာခဲ့တယ်အဖွားမြရဲ့လက်ထရသတင်းစာလေးကိုရင်ယူကြည့်လိုက်တယ်ဟုတ်ပါတယ်သတင်းစာထဲမှာသူမပြန်လာဖို့အတွက်ရေးထားခြင်းမင်းရင်ကိုမှားပါတယ်ကိုခွင့်လွတ်ပါနော်ရောက်တဲ့အရက်ကနေအများဆုံးပြန်လာခဲ့ပါကိုမျှော်နေပါတယ်ချစ်တဲ့ကိုလက်တရသတင်းစာလေးကိုကင်ပြီးတော့ရင်မျက်ရည်လည်လာခဲ့တယ်ညီဘာဖြစ်လို့လဲဘာမှဖြစ်ပါအောင်အဖွားများရင်ပျော်လို့မျက်ရည်ကျမိရပါကဲရင်ရဲ့ခင်မကတော့ပြန်ခေါ်နေပြီဘယ်တော့ပြန်มาလဲရင်ရင်မပြန်ဘူးသူကိုယ်တိုင်လာခေါ်မှပြန်မယ်သူကရင်ကိုနှင်ထုတ်ကြရလေသူလာခေါ်မှရင်ပြန်မယ်အင်းလေရင်တပေါ့ပါအဖွားများလည်းဘာမှဆက်ပြီးတော့မပြောတော့ပဲသတင်းစာဖတ်နေရတယ်ရင်မင်းကိုတကယ်ပဲမုန်းသွားပြီလားကွာဟော်ရီယာကိုလူဆိုးရရင်ကိုတကယ်ချစ်ခဲ့တာပါအချစ်ကိုထုတ်ပေါ်မပြတတ်လို့ရင်ကိုဘလောက်ချစ်ခဲ့လဲဆိုတာရင်မသိခဲ့ရတာပါကိုရဲ့နှုံးသားထဲမှာရင်ကနေရာယူထားတာပါရင်ရဲ့ကိုစီကိုပြန်လာခဲ့ပါတော့ကွာအခန်းထဲမှာတော့ရင်တပ်ပုံလေးကြည့်ပြီးခန်းစားချက်တွေကိုဖော်ထုတ်နေတဲ့နေနိုင်သူအခုတော့သူ့ရဲ့ရင်ထဲကအချစ်ကိုမနေနိုင်တော့ဘဲနဲ့ထုတ်ပြောလာခဲ့ပြီးပြန်လာခဲ့ပါတော့ရင်ရဲ့
ကိုကိုလင်းရေးမရှိရင်သေသွားနိုင်တယ်အခန်းထဲမှာပောက်ခွဲကျင်တိုင်းပောက်ခွဲနေရင်နေနိုင်ကိုတော့ကံကြမ္မာမျက်နှာသာပေးပါမလားရင်ဓပုံလေးကိုကြည့်ပြီးတော့အိပ်ပျော်နေတဲ့နေနိုင်သေချာကြည့်တော့ကလေးလေးလိုပါပင်အပြစ်မရှိသလိုချစ်စပွဲနောင်တဆိုတာဘဝမှာအကြီးမားဆုံးသောရန်သူပါပဲနောင်တမရဖို့အတွက်လူတွေသတိထားသင့်ပါတယ်ပြုတင်တာကိုမပြုမိမပြုတင်တာကိုပြုမိတဲ့အတွက်လည်းအချိန်လုံးမှာပူပန်ခြင်းကိုနောင်တလို့ခေါ်တယ်ဟယ်လိုအဖွားမြဖုန်းနေပါလိဆက်နေပါလားကိစ္စရှိလို့ထင်တယ်ရှိပါမောင်မရေမင်းသမီးငါစီကိုရောက်နေတာပြန်ခိုင်းတာလည်းမပြန်ဘူးတဲ့သူခင်မုန်းကိုယ်တိုင်လာခေါ်မှပဲပြန်မဲတဲ့အဲ့ဒါငါအကြောင်းကြတာတကယ်လားဖွားမြကျွန်တော်သားကိုခေါ်ခိုင်းလိုက်ပါမယ်အေးအမြန်လာကြဟုတ်ကဲ့ဖွားမြဘသူလဲခွန်အဖွားမြဆက်တာသမီးလေးသူ့စီကိုရောက်နေတယ်တဲ့ဟင်ဒါဆိုရင်းကိုတွေ့ပြီပေါ့ဟုတ်လားဖေဖေဟုတ်တယ်သားသမီးကပြင်းဦးတွေကဖေဖေရဲ့အတော်အိမ်ကိုရောက်နေတာဒါအခုသွားခေါ်မယ်အလုံးတူသွားကြမယ်သားဟုတ်ကဲ့ဖေသူတို့အားလုံးပြင်းဦးတွေကိုခီးနှင်ခဲ့ကြတယ်ရဲရင်ကိုကိုရင်းကိုလာခေါ်ပြီးအတွေးတွေနဲ့နေနိုင်သူပြောနေတယ်အဖွားမြရင်းလိမ္မော်ချန်တဲ့ကိုသွားလိုက်အောင်မေးအေးမြည်ရင်းရအဖွားမြကိုနှုတ်ဆက်ပြီးတော့လိမ္မော်ချန်တဲ့ကိုထွက်သွားခဲ့တယ်လိမ္မော်သီးတွေကူးနေတဲ့ရင်းမြင်သူပုရိသတွေယူသွားစီတဲ့အလှမျိုးသူမရဲ့ချစ်စရာမျက်နှာလေးကဆွဲမစရာသူမတချင်းအေးလေးဆိုပြီးတော့လိမ္မော်သီးတွေကူးနေရတယ်အဲ့ဒီအချိန်ရင်းသူမနားထဲမှာကိုကိုအတန်ကိုကြားနေရတယ်ငါကိုအတန်ကိုကြားနေရပါလားငါတော်တော်မှယူသွတ်တာပဲရင်းသူမထင်အောင်ထင်မှမဟုတ်မှန်းသိသွားတယ်နောက်လဲကြည့်တော့ဟင်ကိုဟုတ်ပါတယ်ကိုပါရင်းကိုအရင်ချစ်တဲ့ကိုပါရင်းကိုမုန်းနေပြီလားယင်မမုန်းပါဘူးဒါပေမဲ့စိတ်တော်မကောင်းကိုမှားခဲ့ပါတယ်ရင်းရဲ့မာနာတွေခေါင်းဆိုင်ပြီးတော့အမှန်ကိုမမြင်တဲ့ကိုရင်းခွင့်လွတ်ပေးပါနော်ရင်းကိုခွင့်လွတ်ပါတယ်ရင်းရဲ့နေနိုင်ရင်းကိုရင်ခွင်ထဲကိုထွေးပွေးလိုက်တယ်တကယ်တော့ရင်းရဲ့ဖေဖေကတခြားသူမဟုတ်ပါဘူးကိုရဲ့အဖေအရင်မှာဟင်ဒါဆိုရင်းနဲ့ကိုကဘာမှမတော်ပါဘူးရင်းရဲ့ရင်းမမေကိုဖေဖေကတာဝန်ယူပေးခဲ့တာပါဒါဆိုရင်းကသမီးရင်မဟုတ်ဘူးပေါ့ရင်းကဒယ်ဒီရဲ့သမီးအရင်မှာပဲဒယ်ဒီသူမဒယ်ဒီကိုပွေဖက်လိုက်တယ်ဒယ်ဒီတို့နဲ့ပြန်လိုက်ခဲ့နော်ဟုတ်ကဲ့ဒယ်ဒီသူတို့အားလုံးအဖွားမြကိုနှုတ်ဆက်ပြီးတော့ရန်ကုန်ပြန်လာခဲ့ကြတယ်လာပါတဲ့အခြေရဲ့စွမ်းအားတွေကခက်ထန်တဲ့မာနတယောက်အနိုင်ယူခဲ့တယ်တနေ့ခန့်ကြာတော့ကလင်းကိုတန်ချောင်းပြရာခတ်နေသူကနေနိုင်သူသားလေးရေဖေသားလေးဖေးစီကိုလာပါအောင်ကွသားလေးကိုကြည့်ပြီးတော့မြူနေတဲ့နေနိုင်ကိုတော့ရင်းရပြုံးလေးနဲ့ကြည့်နေတယ်ရင်းကြည့်ပါဦးကိုတို့သားလေးကချစ်စရာကြီးကွသားလေးကကိုတူလို့ချစ်စရာကောင်းတာနေမှာမဟုတ်တာရင်းရဲ့သားလေးကရင်းကိုတူလို့ချစ်စရာကောင်းတာပါဟေ့ညီလေးရေဖိုးဖိုးစီကိုလာပါအောင်သားလေးကိုကြည့်ပြီးတော့မြူနေတဲ့ဖိုးဖိုးဖွားဖွားတွေကိုသားလေးကအပြုံးလေးနဲ့ကြည့်လျက်ခက်ထန်တဲ့မာနတရားတွေကအဆုံးသတ်မှာတော့အရေးပြောပြီးအချစ်တွေကိုမွေးဖွားပေးခဲ့ပါပြီမိသားစုတစ်ခုရဲ့ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေရလဲရရစားပါမာနတွေကိုထားသိမ်းသလောက်ပဲထားကြပါလွန်သွားခဲ့ရင်တော့ဘေးဖြစ်တတ်ပါတယ်မာနဟုသည်အကျိုးမရှိတန်ဖိုးမဲ့ဤရဲ့ပရိသတ်များရှင်တာရေးသူခေလူငယ်ရေးသားထားတဲ့ခက်ထန်လွန်သောမာနဆိုတဲ့အချစ်ဇလံကောင်းလေးရာဒီမှာပဲပြီးဆုံးပါပြီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးလည်းတာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်